သူဒီအရေးကြီးဆုံးနေရာမှာနေတယ်နောက်ထပ်ထပ်ပြီးတော့မှထည့်လိုက်လဲဆိုတော့ king ဆိုတဲ့အရာကိုထည့်လိုက်တယ်ဒါကြောင့်မလို့ကျွန်မရဲ့ထုတ်ကုန်ကကြည့်လိုက်ရင်ပေါ့နော်နာမည်ပေးထားတာလေးကအရင်စိတ်ဝင်စားဖို့ကောင်းပါတယ်စိတ်ဝင်စားပါလားစိတ်ဝင်စားပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ခုနပြောတဲ့ vitamin king အကြောင်းမပြောခင်ပေါ့ကျွန်တော်တို့ vitamin king ဆိုတာဘယ်နေရာမှာလုပ်လဲအဲ့တော့ကျွန်တော်တို့ရဲ့လူတိုင်းမှာအဆစ်တွေမရှိဘူးလားရှိပါတယ်เนาะအဲ့တော့ကျွန်တော်တို့ကမ္ဘာကျန်းမာရေးဖွဲ့စည်းရနေပြီးတော့ထုတ်ပြန်ချက်ရလူသန်းပေါင်း300ကျော်ဟာအဆင့်မြင့်ယောဂတွေခံစားနေရပါတယ်အဲ့တော့ကျမတို့ဒီမှာပေါ့နော်အမေရိကန်နိုင်ငံမှာတော့လူ9ဦးမှာတဦးဟာအဆင့်မြင့်ရောင်ယောဂတွေမှာအမျိုးသမီးတွေဖြစ်နေတယ်အဲ့တော့ကျမဒီမှာပြောချင်တာပေါ့နော်ကမ္ဘာကျန်းမာရေးဌာနကထုတ်ပြန်ထားတဲ့လူတွေအများကြီးရှိတဲ့အထက်မှာအယိုးအဆင့်နာတဲ့လူတွေဖြစ်တယ်တဲ့အဲ့တော့ကျမတို့တွေပေါ့နော်ကျမရည်စရာလေးတစ်ခုပြောချင်ပါတယ်ကျမဒီတစ်ခါပေါ့ကွန်ပျူတာကိုသွားတော့ကျမမျိုးသားရဲ့အမေနဲ့ကျမရဲ့အကိုပေါ့ဆိုရင်တို့အသက်လည်းကြီးပါတယ်နိုင်ငံခြားအတွေ့အကြုံလည်းမရှိဘူးပေါ့လိုက်တဲ့အခါကျတော့တို့မှဟိုရောက်ရင်ဘာသာစကားတွေလည်းဘာမှနားမလည်ဘူးပေါ့နားမလည်တော့အိမ်ထဲမှာပဲနေတယ်နေတော့တို့အပြင်လည်းမထွက်ရဲဘူးပေါ့အဲ့ဒါဘေးအိမ်ကကလေးကိုတော့ဘာပြောလဲသိလားဟဲ့နိုင်ငံခြားရောက်ပြီမဲ့အကုန်လုံးတော့နားမလည်ပဲကလေးကိုတော့အတူတူပဲအဲ့လိုပါပဲကျမတို့ကဘာမှရှိရပေါ့နော်လူဦးရေအဲ့တော့ခုနပြောတဲ့ကမ္ဘာ့ကျန်းမာရေးကထုတ်ပြန်ထားတဲ့လူတွေတန်းပေါင်း300ကျော်မှာအဆင့်မြင့်ရောင်ယောဂခံစားရတယ်ဆိုကျမတို့နိုင်ငံလူတွေရောမဖြစ်နိုင်ဘူးလားအားလုံးကကျမတို့အစ်စ်ပေါ့နော်ဒီဆောက်ထားတဲ့အတွက်ကြောင့်မလို့ကျမတို့ဒီနိုင်ငံမှာလူတွေရောဒါမျိုးတွေခံစားနေရပါတယ်အဲ့တော့ကျမတို့နောက်တစ်ခုကတော့ပေါ့နော်အမျိုးသမီးတွေကအများဆုံးခံစားနေရတယ်ဘာကြောင့်ပါလဲနော်ကျမတို့အမျိုးသမီးတွေကဆိုလို့ရှိရင်ကျမတို့မှာလစဉ်ဆုံးရှုံးသွားတဲ့အထဲမှာလည်းကျမတို့အယိုးအဆင့်နဲ့ပတ်သက်လို့ဆုံးရှုံးမှုတွေအများကြီးရှိတယ်အဲ့ဒီထဲမှာအိမ်ထောင်တွေမှာအရေးကြီးဆုံးတာဝန်ယူထားတဲ့ကလေးမွေးတဲ့အခါမှာဆုံးရှုံးမှုတွေဖြစ်တယ်ပေါ့အဲ့တော့ကျွန်မစေးရုံမှာလှုပ်တဲ့အခါမှာကျွန်တော်တို့သားဖမရဲ့အထူးကုဆရာဝန်ကြီးပေါ့နော်အဲ့ဒီဆရာဝန်ကြီးကအမျိုးသားဆရာဝန်ကြီးပါအဲ့တော့ကျွန်မနဲ့လှုပ်တဲ့အခါမှာသူကဘာပြောလဲဆိုတော့အမျိုးသားတွေနဲ့အမျိုးသမီးတွေနဲ့အခုသူရှင်းကြည့်လိုက်ရင်တဲ့အမျိုးသမီးတွေကတတ်ထီကောင်းတယ်တဲ့ဘာလို့ဆိုကျွန်မကဒီမှာအမျိုးသမီးတွေပဲအဖြစ်များတယ်ဆိုတော့အမျိုးသမီးဘက်ကပေါ့နော်အဲ့တော့ဘာဖြစ်လို့တတ်ထီကောင်းလာလဲဆိုတော့ဒီလောက်တောင်မှပဲရိုးရိုးမွေးရင်လည်းမနာဘူးလားခါကိုလည်းဆေးထိုးပြီးတော့ခွဲကန်းနဲ့ဝင်မယ်ဆိုလဲတက်တိရှိသွားတယ်ကလေးတွေလာမွေးနေကြတယ်ငါတို့သာဆိုရင်ဘယ်လိုလုပ်မလဲတဲ့သူပြန်စဉ်းစားတယ်ဒါကြောင့်မလို့ကျွန်မပြောချင်တာပေါ့နော်ဒီမှာအမျိုးသမီးတွေကဆိုရင်အယိုးစင်နာယောဂကိုခံစားရတယ်ဆိုတော့ဘာအတွက်လဲကိုယ့်ရဲ့သားသမီးတွေကျွန်တော်တို့ main ကလေးဖြစ်လာရတဲ့ဘဝမှာပေါ့နော်ဒါစဉ်ဖြတ်တန်းနေရတဲ့အတွက်ကြောင့်မလို့အယိုးစစ်တွေမှာဆုံးရှုံးသွားကြတယ်ဒါတွေကိုပြန်ဖြည့်ဖို့အတွက်အရင်အရေးကြီးပါတယ်အဲ့တော့ကိုယ့်ရဲ့မိတ်ဆွေတွေမှာလည်းကိုပြန်ပြီးတော့တရင်ပေးလို့ရတယ်ကိုတတိပေးလို့ရပါတယ်โอเคနောက်တစ်ခုကတော့ကျွန်တော်တို့ခုနပြောတဲ့အဆင့်ပြည့်ရောင်ယောဂပေါ့နော်မျိုးပေါင်း100ကျော်ရှိတယ်တဲ့အဲ့ဒီထဲမှာကျွန်တော်တို့ကဘာလဲဆိုတော့ခေါင်းယောဂပေါ့အဲ့ဒီခေါင်းယောဂဆိုရင်ဘာဖြစ်တာလဲဆိုတော့အဆင့်တွင်းမှာရှိတဲ့အယိုးနုပျက်စီးတဲ့ယောဂအဲ့ဒါကိုကျွန်တော်တို့ဆိုရင်အမြဲတမ်းပြောပါတယ်ဒီခါဆိုရင်ပေါ့နော်လင်မယားတော်ကွဲသွားတယ်တဲ့အဲ့ဒီယောဂဘာဖြစ်လို့လဲဆိုတော့ဒီခေါင်းယောဂဆိုတာပေါ့နော်သူ့ရဲ့ဒီ uric acid တက်တဲ့အချိန်မှာအရမ်းနာတော့သူကတစ်ခုခုမှသူကသီးမခံနိုင်ဖြစ်နေအဲ့ဒီအချိန်မှာသူ့အမျိုးသားကနေပြီးတော့သူ့ကိုနည်းနည်းလေးပေါ့ချော်လဲလိုက်တာအစသူ့မှာသီးမခံနိုင်အဲ့ဒါလေးတောင်မှပဲဆိုတော့မခံစားဘူးတဲ့လူကတော့ဒါလေးတောင်မှပဲဆိုပြီးတော့လင်မယားတောင်ရဖြစ်ပြီးတော့တချို့ကွဲသွားတဲ့အဆင့်တွေတောင်ရှိပါတယ်တဲ့ဒါကြောင့်မို့ဒီခေါယောဂါဆိုရင်လည်းအရန်ကိုအရေးကြီးပါတယ်နောက်တစ်ခုကတော့ကျမတို့ပေါ့နော်အယိုးပြီးသွားရင်ကျမတို့ခုနပြောတဲ့နေရာမှာအယိုးဆက်ပေါ့အယိုးဆက်နေရာလေးရှိပါတယ်အဲ့ဒီအယိုးဆက်နေရာကိုကျမတို့ဘာနဲ့လုပ်ထားလဲရေမြုံလို့နော်အယိုးနုမှာသွားပြီးတော့အရှုပ်ကိုပတ်တာလို့ဆက်ထားတယ်အဲ့တော့ကိုယ့်မှာရှိတဲ့အစစ်တိုင်းမှာအဲ့ဒီဟာလေးတွေကအမြဲတမ်းရှိနေပါတယ်အဲ့ဒီဟာကိုကျမတို့ကဘာလုပ်လဲအခုပဲကျမတို့လာတယ်ပြည့်တက်တယ်အခုမိုးလေးကနေစလာကြတယ်ဆိုဘာလုပ်လဲနေတိုင်းဖိနှိပ်ခြင်းကိုခံနေရတယ်အဲ့ဒီအယိုးစစ်ကလေးတွေကပေါ့နော်သူတို့မရှိဆက်ကလေးတွေသာမရှိဘူးဆိုရင်ခြေထောက်ကြီးကလည်းတန်းတန်းကြီးဖြစ်မနေဘူးလားခါးရအောင်လှဲ့လို့ရောဘယ်လိုလှဲ့မလဲဟုတ်ပြီနော်အဲ့တော့အင်ပတ်တာလေးတွေထည့်ထားတဲ့အတွက်ကျမတို့ခန္ဓာကိုယ်ကလိုအပ်တယ်လို့လုပ်လို့ရတာဒါသဘာဝတရားကိုကျေးဇူးတင်ရမှာပေါ့ဟုတ်ပြီနော်အဲ့တော့အခုဒီမှာပေါ့နော်ဒီပုံလေးကိုကျွန်မပြပါမယ်အဲ့ခါကျရင်ကျမတို့မှာဒီခုနပြောတဲ့အယိုးဆက်နေအောင်မှာဆိုရင်သူကဘာလဲလိုလဲဆိုရင်90%ကရေဓာတ်ဖြစ်တယ်နောက်ပြီးလို့ရှိရင်ကျမတို့အဲ့ဒီရေဓာတ်မှာသူကဘာလဲဆိုရင်ဂျယ်လိုမျိုးကိုလာဂျင်တို့ပရိုတိုဂလိုင်ဂင်နဲ့ခရွန်စတိုဆိုက်ဆိုတဲ့ဟာတွေကပါဝင်ပါတယ်အဲ့ဒါတွေကကျမတို့ဒီမှာကြည့်ရရင်ဒူးခေါင်းအပေါ်မှာဆိုတာပေါင်ရိုးပေါ့အောက်ကတော့ဒီခြေစလုံးရိုးပေါ့အဲ့ဒီအဆက်နေရာတွေမှာဆိုရင်အရန်ကြီးမားတဲ့နေရာတွေမှာတောင်းဝင်ယူထားတယ်အဲ့တော့ဒီကမိတ်ဆွေတွေပေါ့ကျွန်မတစ်ခုလောက်ကျေးဇူးပြုပြီးတော့မတက်ကလေးရပ်ပေးစီချင်ပါတယ်โอเคပြန်ထိုင်ရပါပြီဘာဖြစ်လို့လဲဆိုတော့ကျွန်မဒီမှာပေါ့နော်ကိုယ့်ရဲ့အယိုးအဆစ်ကိုကြည့်လိုက်လို့ရတာပေါ့ဒီလိုမတက်ရလို့ရတယ်ဆိုတော့ဘာဖြစ်လဲ
သူထမ်းထားလို့ပေါ့အခုပြန်ထိုင်လို့ရတယ်ဆိုတာလေသူလှုပ်နေလို့ပေါ့ဟုတ်ပြီနော်ဒါကြောင့်မို့ကျမတို့ခန္ဓာကိုယ်မှာလည်းဒီနေရာတွေမှာအရင်အရေးကြီးပါတယ်အဲ့တော့ဒီလိုလာနေရတဲ့အချိန်မှာကျမတို့မလားတဲ့လူတွေရောမရှိဘူးလားတချို့ဆေးရုံပေါ်မှာဒီလိုမျိုးဝေဒနာတွေဒီအဆင့်နဲ့ပတ်သက်လို့ခံစားနေရတဲ့လူတွေလည်းရှိပါတယ်အဲ့တော့ကျမတို့ဆေးရုံမှာလှုပ်တယ်ဆိုရင်ဘာလို့လဲအဲ့ဒီအဆောင်မှာကြာပြီဆိုရင်အဲ့ဒီကလူနာတွေကအရန်ကိုသူတို့မှာဆေးရုံမှာနေရတယ်နီးငွေနေကြတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုအယိုးအစစ်အကြီးတွေမှာပြဿနာဖြစ်နေကြတယ်အဲ့တော့ကျမတို့ကဒီအယိုးစစ်နေရာတွေကဆိုလည်းအရန်ဂရုစိုက်ဖို့လိုပါတယ်โอเคဒါဆိုရင်တော့ကျွန်မ vitamin နဲ့မိတ်ဆက်ချင်ပါတယ်အဲ့တော့ခုနပြောတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့တန်ဖိုးရှိတဲ့အစိတ်ပိုင်းတွေကိုကျွန်တော်တို့မထိန်းသိမ်းနိုင်ဘူးလားကိုထိန်းသိမ်းသလိုပဲကိုယ့်ရဲ့မိတ်ဆွေတွေကိုယ်မှာရှိတဲ့ဘာဖြစ်လဲမိသားစုဝင်တွေအားလုံးကိုကထိန်းသိမ်းနေတာပေါ့ဒါကြောင့်မို့ကျွန်တော်တို့က vitamin ဆိုတာဘာလဲvitamin ဆိုတာကျွန်တော်တို့ဒီမှာပေါ့နော်ခောက်ကြည့်လိုက်မယ်ဆိုရင် internet မှာဆိုရင် biotechnology နဲ့ထုတ်ထားတဲ့ထုတ်ကုန်ပစ္စည်းတွေမှာ2မျိုးပဲရှိပါတယ်အဲ့ဒီထဲမှာ vitamin က2မျိုးပါဝင်ပါတယ်အဲ့တော့ဒီ biotech နဲ့ထုတ်ထားတယ်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဒီပစ္စည်းကိုသုံးရတာလေအရင်တက်ပါတယ်ထုတ်ကုန်ပစ္စည်းမှာသူကဆိုရင်ထုတ်လုပ်မှုစွမ်းရည်ကအမြင့်ဆုံးနဲ့ထုတ်လုပ်ထားတယ်အဲကြောင့်မလို့ကျွန်တော်တို့ကဒီ biotechnology နည်းထားနဲ့ထုတ်ထားတဲ့ထုတ်ကုန်ပစ္စည်းကိုသုံးစွဲခွင့်ရတယ်လည်းအရင်ကျေးဇူးတင်တယ်အဲ့တော့နောက်တစ်ခါကဘာတွေနဲ့ထည့်ထားလဲဆိုရင်သဘာဝပစ္စည်းစစ်နဲ့ထုတ်လုပ်ထားတယ်အဲ့တော့ကိုရီးယားတော့သုံးတာပဲဘာမှမသိဘူးပေါ့နော်ရမ်းသုံးရတာပဲလေအပြင်ပစ္စည်းတွေမှာလေဒါပေမဲ့ကိုပစ္စည်းကြတော့ကိုဘာလို့သိလဲသဘာဝပစ္စည်းစစ်ပဲဖြစ်တဲ့အတွက်ကျွန်မကိုယ်တိုင်ပဲကိုယ့်ရဲ့ခန္ဓာကိုယ်လေးကိုထည့်ဖို့မတွန်းတော့ဘူးပေါ့သဘာဝပစ္စည်းဖြစ်တယ်နောက်တစ်ခုဒါတွေပါဝင်လဲဆိုရင်ကျွန်တော်တို့က hydrolyzed collagen ပါတယ်အဲ့ဒီ hydrolyzed collagen ဆိုတာဘာလဲဆိုတော့ရေဓာတ်အပြည့်ပါဝင်တဲ့ဂျယ်ကဲ့သို့သော collagen ဓာတ်ပါအဲ့တော့အဲ့ဒီဟာပြီးရင်နောက်တစ်ခုကပါလဲဆိုရင်တန်မယာ limonfibrate ပါပါတယ်နောက်ပြီးတော့ကျွန်မအသေးစိတ်တစ်ခုချင်းပြောပြပါမယ်နောက်ပါလဲဆိုရင် insulin ပါတယ် isomalt ပါတယ် calcium phosphate ဓာတ်ပါတယ်သဘာဝခန္ဓာကိုယ်ကိုအားဖြည့်တဲ့အစားအစာတွေဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ခုနပြောတဲ့ hydrolyzed collagen ကိုဘယ်လိုတွေများလုပ်ဆောင်လဲဒါဟာကျွန်တော်တို့ကုမ္ပဏီမှာရှိတဲ့ vitamin ရဲ့ထူးခြားချက်ပါအပြင်မှာရှိတဲ့ထုတ်ကုန်ပစ္စည်းတွေလည်းဒီလိုမျိုးအယိုးအစစ်အတွက်အားပေးတဲ့ဟာတွေရှိပါတယ်အဲ့လိုမျိုးရှိတဲ့အထက်မှာကျွန်တော်တို့ဒီ hydrolyzed collagen ကြောင့်ပဲကျွန်တော်တို့ရဲ့ထုတ်ကုန်ပစ္စည်းရဲ့တန်ဖိုးကအရန်ကိုပဲမြင့်သွားပါတယ်နောက်တစ်ခုကတကယ်ပဲသုံးဆွဲရတဲ့အခါမှာပြန်လာတဲ့ result ကအရန်ကောင်းပါတယ်ဒါပါလဲဆိုရင်ဒီ hydrolyzed collagen ရဲ့ထူးခြားချက်ပါအဲ့တော့ hydrolyzed collagen မှာသူကဘာအတွက်လုပ်ပေးတာဆိုတော့ collagen ပါအဲ့တော့ collagen ဆိုတာဒီကျွန်တော်တို့ကလူတိုင်းမှာ collagen တက်ကတော့လိုနေပါတယ်လိုနေတယ်ဆိုတော့ကျွန်တော်တို့ကနေတိုင်းသုံးကြတယ်အသက်အစိတ်အထိကတော့ထားလိုက်ပါအောင်ပေါ့အသက်အစိတ်ကျော်လာတာနဲ့အပြကျွန်တော်တို့တွေကဘာဖြစ်လဲတစ်နေ့တစ်နေ့ကိုရော့သွားတဲ့ collagen တက်တွေကိုပြန်ဖြည့်ဖို့ခင်းရင်းပါတယ်အဲ့တော့ဟိုတုန်းကဆိုကျွန်တော်တို့တွေကငါးကလေးတွေရိုးပါတယ်ငါးလေးတွေစားလို့မရဘူးလားဟုတ်ပြီနော်ခေါင်းတရားသားကိုစားပါလို့တော့စားသိရတယ်လေအခုဘယ်လိုသွားရှာမလဲဟုတ်ပြီနော်အဲ့တော့ဈေးကွက်ထဲမှာရဖို့ဆိုတာအရင်ခက်ခဲပါတယ်အဲ့တော့ကျွန်တော်တို့ကဘာဖြစ်လဲတလိမ့်ဆန်အယိုးတွေပြုတ်တောက်ဖို့ဆိုတာလေအဲ့လောက်ထိလည်းအချိန်မပေးနိုင်ဘူးနောက်တစ်ခုကတန့်ပြတ်မှုရှိအောင်မှcollagen ဓာတ်ကိုလိုဖို့အတွက်အဲ့တော့ဒီမှာကျတော့ကျွန်တော်တို့ကဘာလုပ်လဲဆိုရင်ဒီ hydrolyzed collagen ကိုဒီမှာ vitamin ထဲမှာထည့်ထားပါတယ်အဲ့တော့ tissue အတွက်မဖြစ်မရှိပေါ့နော်ဒီကျွန်တော်တို့ခုနပြောတဲ့ tissue တွေဆက်ဆက်မှုအတွက်သူကမရှိမဖြစ်တဲ့ဓာတ်ပါအဲကြောင့်မလို့ collagen ဓာတ်နည်းလာပြီဆိုရင်ဘာဖြစ်လာလဲအယိုးအဆင့်တစ်ခုကြားအစပြီးတော့ကောက်နဲ့တတိပေးလာပြီအဲ့ဒါဒီငါတို့ထဲမှာ collagen ဓာတ်နည်းလာပြီအဲ့အတွက်သူကပြန်ဖြည့်ဖို့လုပ်ပေးထားတယ်နောက်တစ်ခုကအသစ်ပေါ့နော်ပြန်လည်ပြုပြင်ဖို့ tissue တွေကိုအတွက်ကိုအထောက်အကူပြုပါတယ်အဲ့တော့ကျွန်တော်တို့တွေကနေ့နေ့စဉ်တော့သွားနေကြတယ်လှုပ်ရှားနေကြတယ်တချို့ဆိုရင်ကုန်ထမ်းတဲ့လူတွေဆိုရင်မတွေ့ဘူးလားခန္ဓာကိုယ်ဝိတ်တွေအများကြီးနဲ့သုံးဆွဲနေကြတယ်ဒါပေမဲ့သူတို့ဒီကမြာမှာပြန်ဖြည့်ဖို့ဆိုတာဒီလိုမျိုးကျန်းမာရေးဘုဟုတ္တမရှိဘူးဆိုပြီးပြန်ဖြည့်နေတယ်အဲ့တော့ကိုယ်ခန္ဓာကိုယ်တော့မလုပ်နေကြတယ်မတန်တဆထိုင်းနေကြတယ်ပြန်ဖြည့်ဖို့အတွက်မဖြည့်ဖို့တော့ဒီမှာ vitamin ကတော့ဒီ tissue တွေရဲ့ပြတ်တက်ပြီးတော့ပြန်ပြီးတော့အသစ်ဖြစ်ဖို့အတွက်ကိုလုပ်ပေးပါတယ်နောက်တစ်ခုကတော့ထူးခြားတာကအရေပြားနဲ့ခုနကျွန်တော်တို့ tissue မှာဆုံးရှုံးသွားတဲ့ရေဓာတ်နဲ့ calcium ဓာတ်ကိုပြန်ဖြည့်ပေးပါတယ်အဲ့ခါကျတော့ကျွန်တော်တို့အရေပြားတွေမှာလည်းဘာဖြစ်လာလဲ vitamin တောက်ပြီးတဲ့လူတိုင်းစီဘာပြောလဲအသားရည်တွေဝင်သွားတယ်လှသွားတယ်ဆိုတာမျိုးပဲပြန်ကြားရပါတယ်အဲ့ခါကျတော့ဒါ hydrolyzed collagen ရဲ့ထူးခြားတဲ့အချက်တွေပါနောက်တစ်ခုကတော့ကျွန်တော်တို့ခုနပြောတယ်ပေါ့နော်ဒီ hydrolyzed collagen မှာဘာကြောင့်ပေါ့နော် hydrolyzed ရေဓာတ်နဲ့ပြည့်နေရတာလဲဆိုရင်သူကဘလို့နည်းပညာလဲဆိုရင် molecule လေးတွေအတွင်းမှာရှိအသေးဆုံးဟာလေးတွေကနေစပြီးတော့မှပြန်ရအောင်လုပ်ထားတာပါအဲ့တော့ကျွန်တော်တို့ရေဓာတ်နဲ့ဖြည့်ထားတဲ့အတွက်ကြောင့်တဖြည်းဖြည်းပါဖြစ်တယ်စိတ်ဝင်အားကပိုကောင်းလာကိုယ့်ရဲ့ခ
ခန္ဓာကိုယ်တွေကိုသူကတစ်စင်ချင်းပေါ့နော်ကျမကတော့ကျမမြင်တဲ့ဥပမာနဲ့ဆိုကျမတို့နေတွေမှာတုံပြတူးတယ်လေရေနဲ့ရိုက်ချလိုက်ရင်မြေကြီးကနေစာပေါက်ကုန်သွားအောင်လားအဲ့လိုသဘောမျိုးပါပဲကျမတို့ရဲ့ဒီ hydrolyze collagen ကနေတော့တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့အယိုးအစစ်တဲ့ဒီခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတွေကိုစိတ်ဝင်မှုအားပိုကောင်းသွားစေပါတယ်အဲကြောင့်မလို့ဒီဟာက hydrolyze ကဘာကြောင့်အရေးကြီးတယ်ဆိုတာဥပမာရန်သိတာပါတယ်အဲ့တော့ hydrolyze collagen ကဘာလေးကောင်းလဲကျမတို့အယိုးအစစ်တွေကိုကာကွယ်ပေးပါတယ်အဲ့တော့အယိုးအစစ်တွေကိုကာကွယ်ပေးတယ်ဆိုခုနကကျမတို့ထိုင်နေထတယ်ကြည့်လိုက်ရင်ကိုသိတာပေါ့နော်ငါတို့ထိုင်တာထတာမှာဆိုရင်ငယ်တဲ့လူနဲ့ကြီးတဲ့လူမတူတော့ပါဘူးဒါကဘယ်မှညာလို့မရဘူးဟုတ်ပြီနော်တချို့ဆိုပြောပါတယ်ကျမမိတ်ဆွေတွေပြောတယ်ဟာငါတို့တွေလူပြိုတယ်လမ်းစမ်းတယ်အပြင်ကလူတွေပြောလို့ကျင်တတ်တယ်ဒါပေမဲ့ကားပေါ်တက်ခါနီးတို့နော်တော့အိမ်ပေါ်မှာထိုင်ပြီးထတာနေကြရင်ငါတို့အဲ့ချိန်ကျမှအဆုံးဖြတ်ပေးတာပါအဲ့ခါကျတော့ကျမတို့ဒီမှာပေါ့နော်ကိုယ့်ရဲ့အစစ်တွေကိုဒီ hydrolyze collagen ကနေကာကွယ်ပေးပါတယ်နောက်အသားရည်ကောင်းမှုကိုထိန်းသိမ်းပေးတယ်ဒါကတော့ကျမတို့ vitamin ကိုပြောကြတယ်ပေါ့နော်ကျမမိတ်ဆွေအားလုံးမပြောဘူးလားတောင်းမယ်လေးဆိုရင်စစတော့ကိုလည်းစီးကြည့်တယ်လို့မထင်ဘူးလားဒါပေမဲ့အစစ်တွေကအများကြီးရတယ်နော်ဒါ hydrolyze collagen တခုရဲ့အနောက်မှာပါဝင်တဲ့ပစ္စည်းပဲရှိသေးတာပေါ့နော်အဲ့တော့အသားရည်ကိုကောင်းမွန်နေဆိုတော့ကျမတို့တွေအမျိုးသမီးတိုင်းဒီအသားရည်လှဖို့အတွက်နောက်ထပ် supplement ထပ်တောင်းနေရအောင်လားအဲ့တော့ကိုယ့်အယိုးစိတ်ကိုကာကွယ်ရင်းနဲ့ vitamin တောင်းမယ်အမျိုးသားတွေမှာဆိုရင်လည်းကိုယ့်ရဲ့ပင်ပြင်ရပါဖြစ်နေလေဟုတ်ပြီနော်အသားရည်အားစားသူများကြည့်လိုက်တာနဲ့ထင်းနေတာပဲအဲ့လိုမျိုးဖြစ်လာမယ်ဆိုရင်အသားရည်ကိုလည်းထိန်းသိမ်းပေးတယ်နောက်တစ်ချက်ကတော့ခုနကကိုတင်ကွာလည်းပြောပြီးသွားပြီလေအခုကျမကလည်းထပ်ဖြည့်တယ်ဒါကတော့လူတိုင်းကြိုက်မှာပါအရွယ်တင်လူပြိုစီတယ်ဟုတ်ပြီနော်ဒါကြောင့်မလို့လေကျမတို့တွေကဒီ vitamin ကိုတောင်းသုံးခြင်းဖြစ်ပါတယ်နောက်ကိုလေးချိန်ကိုထိန်းပေးတယ်ပေါ့အဲ့တော့ကိုလေးချိန်ကိုထိန်းပေးတဲ့နေရာမှာကျမသတိထားမိတာတခုอ่ะပေါ့နော်ကျမတကောတော့ဆိုရင်ဒီဟာကိုကိုတိုင်းလည်းတည်တည်ချာချာမတောက်ဘူးပေါ့အခုတောက်လိုက်တဲ့အချိန်မှာကျမတို့တွေဘယ်ကနေစပြီးတော့နော်ကိုလေးချိန်ကိုစလုပ်ပေးတယ်ဆိုရင်သူကခန္ဓာကိုယ်ရဲ့ပေါ့နော်ကြည့်လိုက်ရင်မျိုးသားတွေရောမျိုးသမီးတွေရောအနောက်မှာဝါလာပြီဆိုရင်ဘူးတကြီးတွေဖြစ်လာတယ်လေအဲ့ဒီဟာတွေကနေစပြီးတဖြည်းဖြည်းယော့ပြီးတော့မှကြည့်လိုက်ရင် body structure ကဘာဖြစ်သွားလဲဆိုတော့နေ့ရက်တိုက်ကြီးပေါ့ပုံစံလေးကြာအဲ့လိုမျိုးဖြစ်လာတာပေါ့နော်ဒါကြောင့်မလို့ကိုလေးချိန်ကိုထိန်းပေးတယ်ဆိုတာကျမတို့ကဟိုလိုမျိုးပိန်သေးတွေတောက်ပြီးတော့ထိန်းတာမျိုးမဟုတ်ပါဘူးကိုယ့်ရဲ့ခန္ဓာကိုယ်မှာလိုအပ်တဲ့နေရာကိုရောက်အောင်သူ့နေရာနဲ့သူပြန်ပြီးတော့ကိုလေးချိန်လုပ်ပေးတာပါနောက်တစ်ခုကတော့ကျမတို့ကကျမအကြိုက်ဆုံးကတော့နှလုံးသွေးကြောဆိုင်ရာလှုပ်ဆောင်မှုတွေကောင်းပါစေအဲ့တော့ကျမတို့တွေအယိုးစစ်နဲ့ပတ်သက်လို့သွားပြနေကြတဲ့လူတွေမှာဆိုရင်ကျမတို့အယိုးစစ်အတွက်ပတ်သက်တဲ့ဟာပဲရမှာပေါ့နှလုံးအတွက်ကနှလုံးသက်သက်ပေါ့ဒီမှာဆိုဘယ်တော့ကောင်းလဲနှလုံးသွေးကြောဆိုင်ရာတွေကိုအလုံးလုံးတယ်အဲ့တော့ကျမဆိုလို့ရှိရင်ကျမမှာဓာတ်မှန်ရိုက်ကြည့်တဲ့အခါမှာကျမရဲ့နှလုံးကစိုက်ကြီးနေတယ်အဲ့လိုစိုက်ကြီးနေတဲ့အတွက်ကြောင့်ကျမဒီဘာဖြစ်လဲတွေးပေါင်သူများနဲ့ကြာရင်မြင်ပြန်ကြတယ်အဲ့ဒီပြင်မဲမခံဘူးအခုလည်းကြာတော့ဒီ vitamin ကိုတောင်းလိုက်တဲ့အခါမှာနှလုံးသွေးကြောဆိုင်ရာလှုပ်ဆောင်ချက်တွေကကောင်းမွန်လာတယ်အဲ့တော့ကျမတို့ဒီမှာအသက်ကြီးတဲ့မိတ်ဆွေတွေဆိုရင် vitamin တောက်ပြီးကြည့်လိုက်လေနော်တက်ကြွမှုတွေလမ်းဆန်းမှုတွေသူများရဲ့ရှေ့ကိုရောက်နေတာတွေဒီဘာဖြစ်လို့လဲသူတို့ရဲ့နှလုံးနဲ့ပတ်သက်တဲ့သွေးကြောလှုပ်ဆောင်မှုတွေကောင်းတော့အမောလုံးလာတယ်ဟုတ်ပြီနော်ဒါဆိုရင်ကျမတို့မိတ်ဆွေတွေကိုမပြောသင့်ဘူးလားကိုရောမတောင်းချင်ဘူးလားဟုတ်ပြီနော်โอเคနောက်တစ်ခုကကျမတို့အယိုးအစိရောင်ရမ်းခြင်းကနေညော်နေလာတယ်အဲ့တော့ဆက်စားခြင်းပေါ့လူတွေကစတော့ဘာဖြစ်လဲခန္ဓာကိုယ်ကတော့ဖြစ်ပါထပြီးဖြစ်တာမဟုတ်ပါဘူးသူ့မှာတစ်ခုချင်းကနေပြီးတတိပေးလာတာအဲ့တော့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာရောင်ရမ်းလာပြီးအစစ်ကလေးတွေရောင်လာပြီးတနေရာလေးတွေရောင်လာပြီးဆိုရင်ကိုကဘာဖြစ်လဲလွယ်လွယ်နဲ့ပဲကုမလားဟုတ်ပြီနော်ကိုကြိုးစားမလားကိုရဲ့ဒီမှာ vitamin ကိုမိတ်ဆွေတွေလည်းညှို့လို့ရတယ်လို့ကိုလည်းသုံးဆွဲလို့ရတယ်အဲ့တော့အယိုးအစစ်တွေရောင်ရမ်းခြင်းကိုလည်းသူကညှော်နေစေပါတယ်နောက်တစ်ခုကတော့ကျမတို့နောက်တစ်မျိုးပေါ့နော်ဓာတ်ကတော့ဗာလဲဆိုတော့ lemon verbena ပါအဲ့တော့တောက်လိုက်လို့ရှိရင်လည်းသူ့မှာအရသာလေးတွေကတော့အမျိုးမျိုးပေးပါတယ်အဲ့တော့ lemon verbena မှာဆိုရင်ပါလဲဆိုရင်ဆေးဘက်ဝင်တဲ့သဘာဝသီးဥသီးဖို့ကနေထုတ်ထားပါတယ်အဲ့တော့အဲ့ဒီအပင်ကပေါ့နော်ရတဲ့ဟာတွေဆိုရင်ကျမတို့အနောက်နိုင်ငံမှာဆိုရင်တော့ရောင်ရမ်းခြင်းကိုတက်တာဖို့အတွက်သုံးနေရတဲ့ပစ္စည်းတွေမှာမရှိမဖြစ်ထည့်ထားပါတယ်အဲ့တော့ကျမတို့ဒါကြောင့်မလို့ပြောတာပေါ့နော်တချို့တွေဆိုရင်ဒူကောင်းကြီးရောင်ပြီးတော့တောက်လိုက်တယ်တက်တာလာတယ်ဆိုတာလေခုန vitamin မှာပါတဲ့ hydrolyze ကိုမှနောက်ထပ် mobile တွေကထပ်ပြီးတော့ပေါင်းပေးလိုက်တဲ့အကျိုးကျေးဇူးကြောင့်ပါအဲ့တော့နောက်တစ်ခုကတော့သူကအဲ့ဒါဆိုရင်ကျမတို့ဒီ mobile တွေပါတယ်တဲ့ဘာတွေအကျိုးကျေးဇူးရလဲဆိုရင်ရောင်ရမ်းမှုတက်တာစေတယ်ကိုယ်ရင်းမှာရှိတဲ့အစိတ်တောက်တွေကိုဖယ်ရှင်းပေးတယ်ခန္ဓာကိုယ်အေးမြစေတယ်အဲ့တော့လူတယောက်မှာခန္ဓာကိုယ်အပူချိန်ကမညီမျှကြတာတွေရှိပါတယ်အဲ့တော့ vitamin ကိုတောက်ပြီးတဲ့ခါကျရင်သူကဘာဖြစ်လဲဆိုရင်ခန္ဓာကိုယ်ကသူကအေးမြပြီးတော့စိတ်မှာနေရတာအရင်လဲဆန်းပါတယ်နောက်အစာချေစနစ်ကိုတိုးတက်ကောင်းဖို့ဆိုကဲခုနကတော့ကျွန်မနှလုံးနဲ့ပတ်သက်လို့ပြောလိုက်ပြီအခုတစ်ခါပါလဲအစာချေစနစ်ကိုကောင်းဖို့ပြန်ဒါဆိုရင်ရောကျွန်တော်တို့ vitamin ကအရန်ကိုနေရာယူပါတယ်အများကြီးကိုကူညီပေးပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့အစာချေစနစ်မှာလည်းသူကပို့ပြီးတော့ကူညီပေးတယ်နောက်အသက်ရဲ့လှုပ်ဆောင်မှုကိုလည်းတစ်ခါမြင့်တင်ပေးတယ်
ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအရွတ်တွေအယိုးဆက်တွေရှိတဲ့ကလေးစားတွေအားလုံးရဲ့နေရာမှာခုနပြောတဲ့လီမိုဗိုင်ရီကနေသွားပြီးတော့တာဝန်ယူပေးတဲ့အတွက်ကိုယ့်ရဲ့ကလေးစားတွေအတွက်ပေါ့ပါကိုကစိတ်ချလက်ချကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာနေလို့ရအောင်ညီပေးပါတယ်အဲ့တော့ဒါဆိုရင်တော့ကျွန်တော်တို့ကလီမိုဗိုင်ရီပေါ့နောက်တစ်ခုကတော့ ribose ပါအဲ့တော့ ribose ကတော့သူကဘာတွေလုပ်ပေးလဲဆိုရင်ခန္ဓာကိုယ်မှာရှိတဲ့စွမ်းအားတွေပေါ့အဓိကပေးပါဘယ်လိုစွမ်းအားတွေလဲဆိုရင်ကိုကတက်လုံကောင်းတာပေါ့ဟုတ်ပြီနော်ကိုကဘယ်လိုပဲဖြစ်ဖြစ်ကိုမှမောပန်းတာတွေတည်တည်ချာချာသူများတဲ့ဆိုင်ရင်ကိုကမောပန်းခြင်းတွေမရှိတော့ဘူးအဲ့တော့နှလုံးကြွက်သားတွေရဲ့စမ်းဆောင်ရည်ကိုတိုးတက်ကောင်းဖို့စီတယ်ဒါကတော့ဘာဖြစ်လို့လဲဆိုတော့သူ့မှာရှိတဲ့အယွတ်တန်းရုံခုနပြောသလိုပါပဲကျမတို့ကဆိုင်းထားကြတာပဲလေအဲ့တော့ကိုကကြည့်လိုက်တာတော့အယိုးအစ်စ်မှာရှိတဲ့အယွတ်လိုပဲထင်တာအဲ့တော့နှလုံးမှာလည်းအယွတ်ရှိတယ်အသည်းမှာလည်းအယွတ်ရှိတယ်ကြောက်ကပ်မှာလည်းအယွတ်ရှိတယ်ပေါ့နော်အဲ့ခါကျတော့သူ့မှာရှိတဲ့ကြွက်သားတွေအားလုံးနှလုံးရဲ့ကြွက်သားတွေကိုသွားပြီးတော့လုပ်ပြီးတဲ့အတွက်ကြောင့်မလို့နှလုံးယောဂလည်းဆိုလည်းထီအောင်ကိုအများကြီးရှိပါတယ်နောက်တစ်ခုကနှလုံးသွေးကြောရုပ်တရက်ပိတ်ဆို့ခြင်းကိုကာကွယ်ပေးတယ်နောက်ခန္ဓာကိုယ်ကြက်ခိုင်မှုကိုစွမ်းအားကိုလျင်မြန်စွာဖြစ်ပေါ်စေတယ်ဒါဆိုရင်ကျမတို့ကဒီမှာနှလုံးအတွက်နဲ့ပတ်သက်လာရင်တို့ဗိုက်တာကင်ဘာလုပ်လဲဆိုရင်ကျမတို့ရဲ့ ribose ရဲ့အကြောင်းကို ACC ရှင်းပြလို့ရပါတယ်နောက်တစ်ခုကတော့ကျမတို့ပေါ့နော် inulin လို့ခေါ်ပါတယ် inulin ပေါ့နော်အဲ့တော့ inulin ကတော့ဘာလဲဆိုရင်ကျမတို့ကရေတွေပြောင်းဝင်နိုင်သော polysaccharide အမြင့်တက်ပါဝင်ပါတယ်အဲ့တော့အစာမှာသူကဘက်တီးရီးယားပိုးတွေကိုပေါ့နော်ခန္ဓာကိုယ်တွင်းမှာရှိတဲ့ကောင်းတဲ့ဘက်တီးရီးယားပိုးတွေကိုတိုးပွားစေပါတယ်အဲ့ခါကျတော့ကျမတို့သူ့မှာဘာတွေကြိုးချီးရှိလဲဆိုရင်ဥမာကြီးတွင်းမှာရှိတဲ့တန့်စင်တဲ့ရေပမာဏကိုမြင့်တင်ပေးတယ်ဒါဆိုအယိုးအစ်စ်အတွက်တွေမဟုတ်ပဲလေကိုယ့်ရဲ့ဥမာကြီးမှာလည်းတန်ရှင်းလုပ်ပေးတယ်ဆိုရင်အရင်ကောင်းတာပေါ့နော်နောက်တစ်ခုကမကောင်းသောယောဂပိုးများမှာကာကွယ်ပေးတယ်တချို့တွေကပြောကြတယ်လေဟာလင်းစည်းဆိုရင်ဘာဖြစ်တယ်ညာဖြစ်တယ်ကြောက်ကြတယ်ဆိုရင်ဒီမှာဗိုက်တကင်းရဲ့လှုပ်ဆောင်ချက်တွေကလည်းအများကြီးရှိပါတယ်အဲ့တော့ဥမာကြီးမှာရှိတဲ့တန်းစင်တဲ့ရေပမာဏကိုမြင့်တင်ပေးတယ်မကောင်းတဲ့ယောဂပိုးတွေကိုဖယ်ရှားပေးတယ်အဲ့တော့စီးချိုလူနာတွေကတချို့ကြတော့အဲ့ဒီ inulin မှာဆိုရင်ကြောက်ကြတယ်လေနည်းနည်းချိုမြမြလေးပေါ့ဒါရှိတယ်တအားကြီးလည်းမချိုပါဘူးအဲ့ဒီဟာကိုကြောက်ကြတဲ့အတွက်ကြောင့်မလို့စီးချိုလူနာတွေကအမြဲတမ်းမေးခွန်းတွေမေးကြပါဒါဆိုရင်ကျမတို့ကရဲရဲပဲဖြေပေးလို့ရပါတယ်စီးချိုလူနာတွေရှိတဲ့ခါမှာလည်းစားသုံးကောင်လုံးလို့ရအောင်အတွက်ကျမတို့ကနည်းပညာနဲ့ထုတ်လုပ်ထားတဲ့အတွက်ဘာမှစိုးရိမ်စရာမရှိပါဘူးဒါဆိုရင်အားလုံးသုံးလို့ရသွားပြီပေါ့အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ကဆိုရင်ခြုံပြောမယ်ဆိုရင်ဗိုက်တာကင်းကဘယ်နေရာမှာကြိုးကျေးဇူးတွေရလဲဆိုတော့အယိုးကိုအားကောင်းစေပါတယ်အဲ့တော့ကိုသွားလေကစိတ်သွားတိုင်းလူတိုင်းကဘာဖြစ်လဲကိုပါကျင်တာပေါ့ဟုတ်ပြီနော်စိတ်သွားတိုင်းကိုမပါကျင်တဲ့လူတွေကတော့စိတ်သွားတိုင်းကိုမပါကျင်တဲ့လူဆိုတာဘူးမှမရှိပါဘူးအဲ့တော့ကိုရဲ့ကျမမေဆိုလို့ရှိရင်လေဖြတ်သွားတယ်လေလေဖြတ်သွားတဲ့အခါမှာသူ့မှာအိမ်ထဲမှာပဲသားသမီးတွေပြန်လာအောင်ပြောနေရတယ်လေအဲ့တော့ကိုတွေကအခုချိန်မှာဒါနဲ့တွေ့ရတာအရှမ်းကန်ကောင်းတာပေါ့အဲ့တော့ तू ကဘာဖြစ်လဲအယိုးကိုအားကောင်းစေတယ်အဆင့်အမြင့်ကိုကျန်းမာတန်ဆွမ်းစေတယ်နောက်တစ်ခုကတော့အသားအရည်ကောင်းမှုကိုထိန်းသိမ်းပေးတယ်အသားအရည်ကိုဝင်းပို့ပြီးတော့တင်းရင်လှပစေတယ်ဒါကြောင့်မလို့ပေါ့နော်အရန်ကိုဒီအသားအရည်နဲ့ပတ်သက်လို့အမျိုးသမီးတွေအားဆိုရင်ကျိုင်းနေတတ်ကြပါလေကျမတို့လည်းဒီဟာကိုသုံးချိန်လို့ကိုဒီလုပ်ငန်းကိုဝင်ပြီးတော့ကြိုးစားနေကြတာပေါ့ဟုတ်ပြီနော်နောက်တစ်ခုကတော့ခန္ဓာကိုယ်ကျန်းမာပြီးတော့အရွယ်တင်စေတယ်ကြွက်သားတွေကိုပြန်လည်တန်ဆွမ်းပြီးတော့ကိုယ်ခန္ဓာကိုလှပစေတယ်နောက်နှလုံးရဲ့သွေးကြောလုံးဆောင်မှုတွေကိုကောင်းလို့စေတယ်ဒါဆိုရင်ကျွန်တော်တို့ခုနပြောသလိုပေါ့နော်အယိုးအစ်စ်အတွက်တွေမဟုတ်ဘူးအသားရည်နှလုံးနဲ့ကိုယ့်ရဲ့ကြွက်သားတွေအတွက်ပါအရန်ကောင်းမွန်စေတာကိုတွေ့ရပါတယ်အဲ့တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကတော့ဒီမှာရှိပါတယ်ကိုယ်တိုင်ကတော့ကျမတို့ဘာလုပ်ရမှာလဲထိမ့်သိမ်းဆောက်ရှောက်ဖို့လိုတာပေါ့နော်အဲ့တော့ကျမတို့တခါတော့ပေါ့နော်ကျမဆရာပြောမှုပါတယ်ဒီဗိုက်တာကင်းဆိုတာဒီကျမတို့ရဲ့ခန္ဓာကိုယ်မှာဆိုရင်ဘာနဲ့တောင်းယူထားလဲဆိုရင်ကျမတို့အိမ်အိမ်ဆောက်လို့ဘိလက်မြေလိုမျိုးပေါ့ကိုယ့်ရဲ့ဗိုက်တာကင်းအားများမယ်ကိုယ်လည်းချင်းတက်များမယ်ဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကမတောင်းတင်းဘူးလားတောင်းတင်းတာပေါ့အဲ့လိုမျိုးနေရာမှာကိုအဓိကနေရာမှာတာဝန်ယူလှုပ်ဆောင်ပေးတယ်ဒါဆိုရင်နောက်တစ်ခုကဗိုက်တာကင်းရဲ့အကျိုးကျေးဇူးတွေကခန္ဓာကိုယ်ထဲမှာရှိတဲ့အပူတွေကိုဖယ်ရှားပေးတယ်အစိမ့်မြေရောင်ရမ်းနာကျင်ခြင်းတွေကိုသက်သာတယ်ခန္ဓာကိုယ်ရဲ့ကြံ့ခိုင်စွမ်းအားကိုလျင်မြန်စွာရရှိစေတယ်ဒါကြောင့်မို့ဒီချက်တွေတစ်ချက်ချင်းကိုသေချာပြန်စဉ်းစားကြည့်ပါဟုတ်ပြီနော်ပြန်စဉ်းစားကြည့်တဲ့အခါကျရင်ကျမတို့ကအရန်ကိုတန်ဖိုးရှိတာကိုတွေ့ရှိရပါတယ်ဒါဆိုရင်ကျမတို့ဘယ်လိုလူမျိုးတွေဗိုက်တာကင်းကိုသုံးသင့်လဲဘယ်လိုလူမျိုးတွေသုံးသင့်လဲလူတိုင်းသုံးသင့်တယ်အဲ့ဒါကိုပြောတော့တာလူတိုင်းလို့ပြောတာနော်ကျမကိုယ်တိုင်မှာပဲဒီလုပ်ငန်းစလုပ်တော့ကိုယ်စိတ်ထဲမှာပါဖြစ်တယ်ဗိုက်တာကင်းစီငါနဲ့မဆိုင်သေးဘူးလို့ထင်တယ်ငါအတွက်ကဘာဖြစ်လဲငါအဖေမေဦးစားပေးအောင်မယ်ငါအတွက်မဟုတ်သေးဘူးလို့ထင်တာပေါ့နော်ဒါပေမဲ့ဒီမှာအကုန်လုံးအတွက်ကိုတင်တော်ပါတယ်ယောက်ျားမိန်းမအကုန်လုံးသုံးလို့ရပါတယ်လူလက်ပိုင်းနဲ့အသက်ကြီးတဲ့လူတွေအဓိကထားပြီးတော့သုံးသင့်ပါတယ်ဘာဖြစ်လို့လူလက်ပိုင်းတွေရဆိုရင်ကျွန်တော်တို့အလုပ်တွေမိသားစုတာဝန်တွေကိုထမ်းဆောင်တယ်အလုပ်တွေအများကြီးပို့လုပ်တယ်အဲ့တော့ကိုယ်ခန္ဓာကိုယ်ကအရေးကြီးဆုံးလေ
ကိုကအလုပ်တွေအများကြီးလုပ်နိုင်မှာကိုယ့်ရဲ့အိမ်ကမိသားစုတောင်းကိုယူနိုင်မှာပေါ့နောက်တစ်ခုကအသက်ကြီးပိုင်းတွေပေါ့အသက်ကြီးပိုင်းတွေကြရင်တော့ကိုကဒီအယိုးအစစ်နဲ့ပတ်သက်လို့ပြဿနာတစ်ခုခုရှိပြီဆိုကျွန်တော်တို့ဆေးရုံမှာနေရတဲ့အချိန်ကြီးကအရန်ကြာပါတယ်အဲ့ခါကျတော့ဘာဖြစ်လဲကို့မှာဒါလေးကိုကို့အိမ်မှာသုံးဆောင်ပြီးတော့ကိုတိုက်တွန်းပေးမယ်ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ဖြည့်ပေးမယ်ဆိုရင်ကိုယ့်ရဲ့အသက်ကြီးပိုင်းကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့အဖိုးဖွားတွေအတွက်ကိုလည်းအထူးသင့်ပြောပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကကမ္ဘာ့ကျန်းမာရေးဌာနကလည်းပြောလဲကာကွယ်ခြင်းကကုသခြင်းနဲ့ပိုကောင်းပါတယ်ဒါဆိုရင်ကျမအစတုန်းကဗိုက်တာကင်းအကြောင်းပြောမှုပါတယ်တော်ဝင်နှင်းစီပထမဦးဆုံးချိန်မီတင်မှာဗိုက်တာကင်းအကြောင်းပြောမှုတယ်အဲ့ခါကျတော့ကျမပြန်ပြီးနားထောင်ကြည့်တယ်ကျမအဲ့တော့ဗိုက်တာကင်းပြောတာဒီကျမသူများကိုနည်းနည်းလေးပဲသုံးဖို့အောင်ကိုထည့်အောင်ပြောသလိုပေါ့ပစ္စည်းတစ်ခုကချိုလာခါလာသိအောင်လုပ်ရတယ်တွေ့ကျမကိုတစ်ထုံနှစ်ထုံတောက်ကြည့်လိုက်တယ်ဟောဗိုက်တာကင်းဒီရတာရှိတယ်လို့ပဲသိတယ်အဲ့အချိန်မှာကျမပြောပြတဲ့စင်ပေါ်မှာပြောပြတဲ့ခါကျတော့ကိုတွေမပါဘူးဒီမှာကျတော့အခုဒီချိန်ကျတော့ကျမဘာဖြစ်လဲဆိုရင်ကိုရဲ့ကိုတွေပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမကိုယ်တိုင်ပဲဒီဗိုက်တာကင်းသုံးဖို့ခွင့်လဲရလာပါတယ်အဲ့ဒါကတော့ကျမဒီ6တော့ပေါ့ကျမတို့လမ်း90ကကုန်တိုင်းတစ်ခုရဲ့ရှေ့မှာချော်ကျသွားတယ်ကျမခန္ဓာကိုယ်ဝင်နေအဲ့ဒီဟာကျွတ်ဆိုပြီးတော့အတန်ကြားလိုက်တယ်မနေ့ကကျမလေရင်ဝင်းကိုသွားတော့မယ်မလေးရှားမှာကိုဆင်ပါပေါ့နော်ဆရာမစ္စစင်းတို့ဂုံပြူဝဲရှိတယ်ပေါ့အဲ့ခါကျရင်ကျမသွားဖို့အတွက်ကျမမိတ်ဆွေတွေလည်းလိုက်မယ်ကျမအဲ့ဒီကြောက်ကြရတယ်ညမှာအဲ့လိုဖြစ်သွားပြီဒါဆိုရင်ကျမဘယ်လိုလုပ်မလဲစိတ်ယုံသွားပြဖို့လည်းအချိန်မရှိဘူးမနေ့လေရင်ဝင်ရလည်းအစောကြီးလေအဲ့ခါကျတော့ကျမဗိုက်တာကင်းကလည်းကိုယ့်အိမ်မှာအစင်းသိရှိနေတယ်အဲ့တော့ဗိုက်တာကင်းကိုဖြောတောက်တယ်ဒါပေမဲ့တညနဲ့တော့ဘယ်ရမလဲကျမတို့ရဲ့ထုတ်ကုန်ကအဲ့လောက်ထိတော့မမြင်ဘူးပေါ့အဲ့ဒီအချိန်မှာကျမဘာလုပ်လဲအကြိုက်ခဲပြောက်စင်းလေးနဲ့တွဲသုံးတယ်ကျမဟိုတုန်းကအကြိုက်ခဲပြောက်စင်းတွေကိုယ့်အိမ်မှာရှိတယ်အကြိုက်ခဲပြောက်စင်းတွေက expire ဖြစ်နေကြပြီကိုမသုံးပြတောင်မေ့နေတာပြောတယ်ပေါ့နော်အဲ့ခါကျတော့တညာလုံးအဲ့ဒီအေးလိုက်ရလည်းဖြတ်တော့ကျမအရန်အေးတယ်အေးတော့ကျမအိတ်လို့မရဘူးဒါပေမဲ့ကျမ2နာရီလောက်အိတ်ပျော်သွားတယ်အဲ့ပြောသွားတဲ့ချိန်မှာကျွန်မဗိုက်တာကင်းကယ်ဆီယမ်အများကြီးတောက်တယ်။ဘာဖြစ်လို့လဲဆိုတော့မနေ့ကျရင်ကျွန်မတယောက်ပဲလေလက်မှတ်ကိုကန်ဆယ်လုပ်လို့ရမယ်။ကျန်တဲ့လူတွေအများကြီးရှိနေတယ်လေ။အဲ့ခါကျကျွန်မမကောင်းလို့မဖြစ်ဘူးဆိုပြီးတော့တွေးလိုက်တယ်။2နာရီလောက်လည်းနေပြီးတော့ကျွန်မဘာဖြစ်လဲဆိုတော့အိပ်ပျော်သွားပြီးနိုးလာတဲ့ချိန်မှာကျွန်မချက်တော့လှုပ်ရှားလို့ရတာ။ဒါဆိုရင်တော့ငါဗိုက်တာကင်းအရင်ကောင်းတာပေါ့ဆိုပြီးတော့ကျွန်မtoiletကိုသွားလိုက်တယ်ပြန်ထွက်လာလို့မရတော့။ဘာဖြစ်လို့လဲဆိုတော့အရန်နာဒီမှာပေါ့နော်။နောက်တစ်ခုကကျွန်မဒီသွေးမဲအောက်မှာတော့မှအများကြီးထွက်လာ။ဒီဘက်ချက်တော့ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အဲ့လိုမျိုးဖြစ်လဲဖြစ်တော့ကျွန်မဘာလုပ်လဲဆိုတော့ဒုက္ခပဲဆိုကျွန်မစိတ်တက်ကြပါအဲ့လေကျွန်မမိတ်ဆွေတွေကကျွန်မကိုကားနဲ့လာဖို့လုပ်တဲ့အချိန်မှာကျွန်မပြောတယ်ဂျိုင်းတောက်ကလေးရှာလာခဲ့ပေးပါနောက်ပြီးလို့ရှိရင်ဆေးဆိုင်မှာရှိတဲ့ပတ်တီးလေးပေါ့နော်ယူလာခဲ့ပေးပါအကန့်ခဲပြောက်စင်းလေးတကယ်ဝယ်လာခဲ့ပေးပါဆိုပြီးတော့ကျွန်မဘာလုပ်လဲသွားတိုက်ဆေးနဲ့အဲ့ဒီ bandage နဲ့ကိုခြေထောက်ကိုစီးတယ်ကန့်ခဲပြောက်စင်းလေးတစ်လုံးတောက်တယ်ဗိုက်တာကင်းကယ်ဆီယမ်ကိုအများကြီးထည့်လဲပြီးတော့ကျွန်မလေးစိတ်ကိုဂျိုင်းတောက်နဲ့ရောက်သွားနော်ရိုင်းတော့ကိုရောက်သွားပြီးတော့ဒါပေမဲ့ကိုရောက်သွားတယ်ကျမတို့ကွန်ပျူတာကဂျပန်ဘာတို့ထီသွားတယ်အဲ့တော့ကျမထိုင်ကုန်2ယောက်သာယူပြီးတော့ခြေထောက်ကြီးထောင်ပြီးလိုက်သွားပါတယ်ဒါပေမဲ့အဲ့ဒီပွဲမှာကျမတယောက်ပြီးတယောက်ကိုပန်းစည်းတွေကိုယ်တိုင်တက်ပေးခြင်းတဲ့အတွက်ကျမပန်းစည်းတက်ပေးတယ်နောက်ဆုံးမစ္စစင်းလှည့်တယ်ကြာကျမမပေးနိုင်တော့ကျမခြေထောက်လုံးဝထောက်လို့မရတော့အဲ့ချိန်မှာမစ္စပက်ထရစ်ကကျမအနာကိုရောက်လာတယ်နေဗိုက်တာကင်းမနဲ့ထုတ်တော့တယ်ထပ်ပြီးတော့တိုးတော့အခုကျမ3ချိန်တောက်တယ်ဆိုတော့မစ္စပက်ထရစ်ကနေ2000ထပ်တိုးတော့လိုက်ဆိုတော့ကျမတောက်လိုက်တယ်အဲ့ဒီမှာနေကျမမလေးရှားမှာနေတဲ့3ရက်အတွင်းမှာပေါ့နော်ကျမဗိုက်တာကင်း3ပါကင်ကုန်သွားတယ်ဒီချိန်မှာကျမခြေထောက်ကဘေးစစ်စစ်ဖြစ်လာအစအသာဆိုရင်ကျမဒီလိုမျိုးသာဗိုက်တာကင်းကိုတည်တည်ချာချာမသိခဲ့ဘူးဆိုရင်ကျမစိတ်ယုံသွားရမယ်ဟုတ်တယ်မလားလိုအပ်တဲ့ဟာတွေလုပ်ရမယ်ဆိုရင်ကျမတို့ရဲ့လမ်းကြောင်းတွေကဘာဖြစ်မလဲအများကြီးပေါ့နော်ဒါကြောင့်မို့ကိုသိထားတဲ့အသည့်တစ်ခုကြောင့်ကိုဘယ်လိုလုပ်ရမလဲသိသွားတာပေါ့အဲ့တော့ပြန်လာတဲ့ခါမှာကျွန်တော်ကအေးစစ်စစ်ကောင်းနေတယ်အဲ့တော့အခုလည်းဆိုတော့ကျမဘာဖြစ်လဲဗိုက်တာကင်းအတွေ့အကြုံကိုယ်တိုင်ပြောလို့ရသွားပြီလေဒါကြောင့်မို့ဒီလုပ်ငန်းဒီလက်တွေ့လုပ်ငန်းဆိုတဲ့ဆရာတွေပြောတဲ့ဟာကိုရမ်းနားလည်ပါတယ်အဲ့တော့အခုဆိုရင်နေဘက်ကအန်တီတယောက်ဆိုရင်အဲ့ဒီအန်တီဆိုရင်သူကဘာလုပ်လဲဆိုရင်အဲ့မှာသူဒီခြေထောက်နာတဲ့ဟာကိုအခုဗိုက်တာကင်းတောက်လိုက်တာအစမ်းကိုကောင်းသွားတယ်ဒါဆိုရင်ကျမတို့ဗိုက်တာကင်းနဲ့ပတ်သက်လို့ပေါ့နော်ဘယ်လိုတွေသုံးဆောင်ရမယ်ပြီးဝေးရမယ်ဆိုတာကတော့ကျမတို့ sorry တရက်ကိုပေါ့နော်ကျမတို့ဗိုက်တာကင်းကိုတစ်ထုပ်ကနေပြီးတော့3ထုပ်အထိတောက်သုံးလို့ရတယ်ကျမဆရာလေးဆိုရင်လိုအပ်ရင်လိုအပ်တယ်လို့သုံးလို့ရတယ်လို့ပြောထားတဲ့အတွက်ကျမလည်းလိုအပ်ရင်လိုအပ်တယ်လို့သုံးလို့ရပါတယ်ဒါကတော့ဗိုက်တာကင်းနဲ့ပတ်သက်လို့ပါနော်ဒါကတော့ကျမတို့ခန္ဓာကိုယ်မှာပေါ့နော်နောက်တစ်ခုကအရေးကြီးဆုံးနောက်တစ်ခုကျမထပ်ပြောချင်ပါတယ်
အဲဆိုတော့ဗိုက်တာရင်းကောင်းများများပြောစီခြင်းလို့ဖြစ်မှာပေါ့နော်ဗိုက်တာရင်းကြောင်းအောင်ပဲကိုတောက်ဖို့တော့ပို့ပြီးတော့ပြောချင်နေတာပေါ့ဒီတက်လိုအပ်နေတယ်ဆိုတာကိုလည်းကျမတို့တကယ်မသိခဲ့ဘူးပေါ့အဲ့ခါကျတော့ကျမဒီမလုပ်လိုက်လေဟာဒါဆိုရင်အရင်စိတ်ဝင်စားတယ်ကိုရီရောဘာဖြစ်လဲကိုယ့်ရဲ့အသားရဖြစ်ဖြစ်တင်းတင်းလေးမနေချင်ဘူးလားဟုတ်ပြီနော်ဒါကြောင့်မလို့ကျမအခုနောက်ထပ်မိတ်ဆက်ပေးမှာတော့ခုန protein နဲ့မိတ်ဆက်ပေးချင်ပါတယ်အဲ့တော့ကျမတို့ protein อ่ะဆိုလို့ရှိရင်ဘယ်နေရာတွေမှာအရေးကြီးလဲဆိုရင်ကျမတို့ခန္ဓာကိုယ်မှာ cell level ကနေစပြီးတော့မှလူတစ်ယောက်ကဆဲရနေစပါတယ်ဆဲလေးတွေပေါင်းစပ်ရင် tissue ဖြစ်ပါတယ် tissue ကနေမှအင်္ဂါတွေမှာဒီလိုလူဆိုတဲ့တတ္တဝါဖြစ်လာတာပေါ့နော်အဲ့ခါကျတော့ကျမတို့တွေကဒီဆဲလေးတွေမှာအရင်အရေးကြီးပါတယ်အဲ့တော့ကျမတို့ဆဲကကိုယ်ခန္ဓာကိုယ်မှာအခုကျမတို့ထိုင်နေတယ်မတက်ရက်နေတယ်ဆဲကကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာ60 trillion လောက်ရှိပါတယ်ဘယ်လောက်အရေးကြီးလဲဆိုရင်ဒီကိုယ်လုံးမှာအများကြီးပဲဆဲနဲ့ဖွဲ့စည်းထားတယ်အဲ့တော့အဲ့လောက်ဆဲတွေအများကြီးမှာကျမတို့ကဘလို့ကိုကဂရုစိုက်မလဲဟုတ်ပြီနော်မသိတော့ကျမတို့ကဘာဖြစ်လဲစူးစမ်းတယ်အလုံးလုံးတယ်ဖြည့်ဆွတ်စာတွေလည်းစားဖို့မလိုဘူးအဲ့တော့ခုနကကျမပြောတယ်ကျမရဲ့အဖွားတွေအမေတွေရောအသားငါးတွေမစားနိုင်ဘူးလားစားနေတယ်ဘာဖြစ်လို့တွဲကြတာလဲဆိုတော့ကျမတို့ကစားဖို့စားနေဒီစနစ်မကြလို့ပေါ့ဟုတ်ပြီနော်ဒါဆိုရင်ကျမတို့တွေကကိုယ့်ရဲ့ဒီ cell လေးတွေကိုပေါ့နော်ကိုကထိုးတင်ကာကွယ်ပြီးတော့လုပ်ပေးထားမယ်ဆိုရင်ကျမတို့ရဲ့ tissue လည်းကောင်းမွန်မယ်အင်္ဂါတွေလည်းကောင်းမွန်လာမှာပါနောက်တစ်ခုကတော့ဒီကိုယ့်ရဲ့ခန္ဓာကိုယ်ကလည်းကောင်းမွန်တဲ့ခန္ဓာကိုယ်ကိုရရှိမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ protein ကဘာတွေကိုအဓိကလုပ်ပေးလဲဆိုရင်ခန္ဓာကိုယ်နှံပြားမှာ head to toe အပေါ်ကနေစပြီးတော့သပင်ဆံပြားကနေစပြီးတော့အောက်ကခြေသေးလက်သေးဒီအကုန်လုံး protein တက်ကအသုံးဝင်ပါတယ်အဲ့တော့ကျမတို့တွေအစတော့ဆိုရင်ကျမတို့ဦးနှောက်နဲ့အာရုံကြောနဲ့ပတ်သက်လာရင်လည်း protein တက်ကလိုအပ်ပါတယ်နောက်ခန္ဓာကိုယ်မှာဆိုရင်ကျမတို့သွေးတွေနဲ့တည်ဆောက်ထားတယ်အဲ့ခါမှာလည်း protein တက်များများလိုအပ်လာတယ်ကိုယ့်ရဲ့သွေးလည်ပတ်မှုကောင်းအောင်လို့နောက်ခုနပြောတဲ့ hormone တက်တွေပေါ့ hormone တက်တွေမှာလည်းလိုအပ်လာပါတယ်နောက်တစ်ခုကခုန cell တွေကဆိုရင်တစ်ခုနဲ့တစ်ခုကမလုပ်နေရတာလေသတင်းပို့နေရတာအခုထဲမှာဆိုရင်အာရမပြည့်တဲ့ cell လေးတွေကဆိုရင်သတင်းပို့ဖို့အတွက်ကျမတို့အချိန်မီမရောက်နိုင်ဘူးပေါ့အဲ့တော့ဒီမှာကျတော့သွား cell လေးတွေသတင်းပို့တယ်နောက်တစ်ခုကတော့သပင်းခြေသေးလက်သေးတွေတချို့တွေဆိုရင်ခြေသေးတွေကွဲနေကြတယ်လေခြေသေးလေးတွေကွဲတယ်ဟိုဆွဲတယ်တောင်အစွန်ဖျားထိမှာသူမှာလိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့တွေအများကြီးလိုအပ်လာပါတယ်အဲ့ခါကျတော့ကျမတို့တွေကဒီမှာဆိုရင် cell ကိုတိဆောက်တဲ့လုပ်သားလေးတွေရှိတယ်။သူကနောက်တစ်ခုက protein อ่ะဆိုရင် enzyme ပေါ့ခန္ဓာကိုယ်မှာလိုအပ်တဲ့ enzyme ဓာတ်တွေကိုလည်းထည့်ပေးတယ်။ကိုယ်ခံအား cell တွေကိုလည်းမြင့်ပေးတယ်။ acid ဓာတ်တွေကိုလည်းထည့်ပြီးတော့ကြွက်သားတွေကိုလည်းတန်မာတောင်တင်းအောင်လုပ်ပေးတယ်။ဒါဆိုရင်ကျမတို့တွေခုကြည့်လိုက်ရင်ပေါ့နော်အမျိုးသမီးတွေအများစုကတောင်ဖက်နဲ့တွေစီးကြတယ်ပေါ့။ကိုလမ်းလျှောက်သွားရင်ဘာဖြစ်လဲ။တုံနဲ့ညောင်ပိုင်းကျရင်များတာတောင်ဖက်နဲ့လမ်းလျှောက်ရင်ခြေထောက်တွေနားလာတယ်ဆိုတာ tissue မှာ protein လိုအပ်လို့ပေါ့။ဟုတ်ပြီနော်โอเคနောက်တစ်ခုကတော့ကျမတို့ဒီမှာပေါ့နော်ဒါဆိုရင် protein မလုံလောက်ရင်ဘာဖြစ်မလဲဒီလိုပုံစံမျိုးကိုလိုချင်ကြလားမလိုချင်ပါဘူးကိုကဘာဖြစ်လဲအမြဲတမ်းဒီတက်ကြွမယ်လမ်းဆန်းတဲ့ခန္ဓာကိုယ်ပဲလိုချင်တယ်ကိုယ့်ရဲ့မိသားစုကရောကိုယ်အဲ့လိုမြင်စိတ်ချမ်းသာဘူးလားဟုတ်ပြီနော်ဒါကြောင့်မလို့ဒီပုံစံကတော့ဘယ်လိုမှမလိုချင်ပါဘူးဒါဆိုရင်ကျမတို့ကကိုယ့်ရဲ့ခန္ဓာကိုယ်မှာယောဂတွေဝင်လာနိုင်ခြင်းအများကြီးရှိတယ်အဲ့တော့ protein နဲ့လာရင်ပိန်မယ်အသားအရည်တွေကစားမှောင်လာတယ်ထိုင်းမိုင်းလာတယ်အဲ့တော့ဆဲတွေမှာပေါ့နော်သူကတစ်ခုခုထိရောက်လာဒါကြောင့်မို့ကျမတို့တွေကအင်္ဂလိပ်ဆေးတွေအများကြီးတောက်ရတယ် TV ဆေးတွေဆိုရင်တောက်ရတဲ့လူတွေကိုကြည့်လိုက်အသားရည်တွေမှာဖြစ်လာမွဲလာတယ်အဲ့ဒါမှဖြစ်လို့လဲဆိုတော့ခုနဆဲလေးတွေမှာသူကလုံလောက်မှုမရှိတော့တဲ့အတွက်ကြောင့်ဖြစ်လာတာပေါ့အဲ့တော့ကျမတို့ကဒီမှာထုတ်တဲ့ protein อ่ะဆိုရင် soya protein လို့ခေါ်ပါတယ်ပဲပီဆက်ကနေရတဲ့ protein ကိုထုတ်ထားပါတယ်အဲ့တော့အပြင်ကရတဲ့ protein အသားတက်နဲ့ကျမတို့အပြင်ကရတဲ့အသားတွေရော protein စားလို့မရဘူးလားရတာပေါ့နော်အဲ့တော့ကျမတို့ကပေးရတဲ့အတွက်ကြောင့်မလို့အားလုံးကစိတ်ချလက်ချစားသုံးလို့ရတယ်သူကသဘာဝပစ္စည်းဖြစ်တယ်အဲ့တော့အသားဓာတ်တွေကလည်းအများဆုံးပါတယ်အမိုင်နိုအက်ဆစ်တွေလည်းအများဆုံးပါတယ်အဲ့တော့ကျမတို့ခန္ဓာကိုယ်မှာတကယ်တော့ကြည့်လိုက်ရင်အမိုင်နိုအက်ဆစ်ကလည်းအစင်းနေရာယူပါတယ်သူကလည်းလုံလောက်ရှိဖို့လိုပါတယ်နောက်တစ်ခုကတော့ကျမတို့ protein ဒီထုတ်ကုန်ထဲမှာအများကြီးပါတယ်ပဲပစ်ဆက်ကထုတ်တဲ့ဟာဆိုရင်ဘာကွာခြားလဲဆိုရင်အသားကထုတ်တဲ့ဟာမှာကျမတို့ကဝယ်စားလိုက်မယ်အသားတွေလည်းများများစားမယ်ပေါ့အဲ့ခါကျရင်ကျမတို့အဆီတွေအများကြီးပါမယ်ဘလိုအပ်တဲ့ကိုလက်စထရောတွေဖြစ်လာတဲ့ခါကျတော့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာခြေဖြတ်မှုအားတွေနည်းလာတယ်ကိုစားလိုက်တာတချို့ဆိုအသားတွေအများကြီးစားတယ်ဆိုကြည့်လိုက်ဘာဖြစ်သွားလဲစုပ်ယူမှုတွေအားနည်းလာတယ်စားပြီးတော့အသားမဖြစ်ဆိုတာဖြစ်လာတယ်ဒီမှာကျတော့ကျွန်တော်တို့ကပဲပီဇက်ကထုတ်ထားပြီးတော့ကျွန်တော်တို့ရဲ့ဒီထုတ်ကုန်ပါဆိုရင်စုပ်ယူအားကောင်းအောင်လို့အများကြီးကူညီပေးထားတဲ့အတွက်ကြောင့်မလို့အရန်စုပ်အားကောင်းသွားတယ်အဲ့ဒါကြောင့်မလို့ဒီအပြင်ကရတဲ့အသားဓာတ်ကရတဲ့ protein နဲ့ဒီအပြင်ကရတဲ့ပေါ့နော်ပဲရရတဲ့သဘာဝပဲရရတဲ့ protein ဓာတ်ကအရန်ကိုကွာခြားပါတယ်နောက်တစ်ခုကတော့ကျမတို့ပေါ့နော်ဒီမှာပဲပီဆက်ကနေထုတ်ထားတယ်အဲ့ဒီတော့ကျမတို့ဒီမှာအရေးကြီးဆုံးอ่ะပေါ့နော်ခုန protein တက်မပါတာပါ
အဲ့တော့လူတွေကတော့ပြူရင်းနဲ့ဆိုတာပေါ့နော်တချို့လဲသိတယ်တချို့လဲမသိဘူးအပြင်မှာကြုံသလိုဝယ်ပြီးတော့ပဲပဲနို့ဆိုလဲတောက်လိုက်ကြတာပဲမသိတဲ့လူတွေကပေါ့နော်သိတဲ့လူကြတော့ကျမတို့ကလေးဘက်နာသမားတွေကိုယ့်ရဲ့အယိုးအဆင့်နဲ့ပတ်သက်လို့ရှိနေပြီဆိုရင်ဆရာဝန်တွေကဗာပြောတယ်ပဲကိုတတိထားပြီးတော့စားပါပဲနို့ကိုလည်းကြုံသလိုတောက်လို့မရဘူးလို့ပြောတယ်ပေါ့နော်အဲ့တော့တချို့ဆိုရင်ကျမတို့သွားပြောရင်ပရိုတင်းကငါတို့နဲ့မတည်ဘူးပဲကနေထုတ်ထားတာလို့ပြောတယ်အဲ့ခါကျရင်ကျမတို့ကဒီမှာပြူရင်းတက်မပါတာကိုရှင်းပြလို့ရပါတယ်အဲ့တော့ပြူရင်းဆိုတာဒီဘာဖြစ်လဲဆိုရင်လေးဘက်နာမှာသူကပို့ပြီးတော့ဆိုးစီတဲ့တက်တစ်မျိုးပေါ့အဲ့ဒီဟာကိုသူကဖယ်ထားတဲ့အတွက်ကြောင့်မလို့ကျမတို့ကသူကဘေးဥပတ်ကင်းရှင်းတယ်တောက်လို့ရပါတယ်ဆိုတာပြောလို့ရတယ်နောက်တစ်ခုကကိုယ့်ရဲ့ခန္ဓာကိုယ်စုပ်ယူတာပိုကောင်းတယ်အဲ့တော့ protein ကခုနပြောတဲ့ပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးအတွက်မှာအယိုးရဲ့တိမ်သဲစာကိုလည်းသူကပို့ပြီးတော့ဆုံးရှုံးမှုနေအောင်လုပ်ပေးတယ်ဆဲတွေဖွံ့ဖြိုးမှုကိုလည်းမြင့်ပေးတယ်အယိုးတွေပို့ပြီးတော့တန်မာလာတယ်အဲ့တော့ဆေးပညာရှင်လေးတာပဲပိစက်ကပရိုတင်းရဆိုရင်ခုနပြောတဲ့နှလုံးစွမ်းရည်ကိုလည်းအားကောင်းတယ်သွေးထဲမှာရှိတဲ့ကိုလက်စထရောကိုချပေးတယ်အဲ့တော့ကျမတို့ကိုလက်စထရောနဲ့တဲ့အစားအစာတွေနေ့စဉ်စားသုံးရင်နှလုံးရောဂါဖြစ်နိုင်ခြင်းကိုလျှော့ချပေးတယ်ဆိုတော့လေကိုတွေသိရှိထားပြီးဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ protein မှာပါတယ် lecithin ဓာတ်ပေါ့အဲဒီ lecithin ဓာတ်ကဆိုလို့ရှိရင်ဆဲအလွှာတွေမှာရှိတဲ့အရေးပါတဲ့အစိတ်ပိုင်းတွေမှာပါဝင်တယ်သွေးကြောတွေမှာစီကျွင်းကြံတွေကိုပြုတ်ခင်းပေးတယ်ဦးနှောက်ဆဲတွေကိုဖွံ့ဖြိုးမှုကိုကောင်းစေတယ်မှတ်ဉာဏ်ကိုအားကောင်းစေတယ်နောက်တစ်ခုကကျွန်တော်တို့တတိမေတဲ့ပေါ့နော်ဇရာပိုင်းတွေကိုကာကွယ်ပေးပါတယ်နောက်ကိုဝင်ဆောင်မိခင်တွေကျွန်တော်တို့ note တွေမတောက်ကြအောင်လားတောက်တယ်နော်။ဘာကြောင့်လဲဆိုရင်ကိုယ့်ရဲ့ကလေးကိုလည်းကြမ်းမာဖြစ်စေခြင်းနဲ့မွေးခြင်းတဲ့အတွက်တောက်တယ်။အဲ့ခါကျကျမတို့ကဒီ protein နဲ့မိတ်ဆက်ပေးလို့ရပါတယ်။နောက်တစ်ခုကတော့တက်ကြီးရွယ်အိုတွေအတွက်လည်းအထူးသင်လျော်ပါတယ်။အဲ့တော့ကျမတို့ကဒီမှာတီးချောက်ခွဲထုတ်ထားတဲ့ပဲစမှာ lecithin နဲ့ protein တွေအများကြီးပါဝင်တယ်။နောက်တစ်ခုထူးခြားချက်ကတော့သင်္ဘောသီးနဲ့နန်းနန်းသီးရ enzyme တွေပေါ့။ဒါကလည်းအပင်ရရတဲ့ပေါ့နော်အသီးနှံရတဲ့ enzyme တစ်မျိုးပဲဖြစ်တယ်အဲ့တော့သင်္ဘောသီးတို့နန်းနန်းသီးတို့ကိုတွေစားတယ်အခုခေတ်မှာသင်္ဘောသီးတွေနန်းနန်းသီးတွေကတဘာဝနဲ့ရဖို့ရှားပါနေတယ်ဒီချိန်မှာကျွန်တော်တို့ကုမ္ပဏီကသင်္ဘောသီးနဲ့နန်းနန်းသီးရ enzyme တွေထုတ်ထားတဲ့အရင်အဆင်ပြေပါတယ်အဲ့တော့ကျွန်တော်တို့ protein တစ်ထုပ်ကိုဘာကြောင့်တောက်ဖို့လို့လဲဆိုရင်ကျဲဥတစ်လုံးနဲ့နို့တစ်ခွက်နဲ့ညီမျှတယ်ဒါဆိုရင်ကျွန်တော်တို့မနက်စာနိုင်ငံခြားမှာကျွန်တော်တို့နေကြတယ်ဆိုရင်မနက်စာအတွက်ကျွန်တော်တို့ဆိုင်ရှာကြမလို့တော့ဘူး protein တစ်ခုရှိုံနဲ့အဆင်ပြေပါတယ်အဲ့တော့ protein တစ်ထုပ်မှာဆိုရင်သူက43 kilocalorie ပါဝင်ပါတယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုတွေသုံးရမလဲဆိုရင်ခုနပြောတဲ့ကိုဝင်ဆောင်မိခင်တွေပေါ့ကိုရမိတ်ဆွေတွေမှာကိုဝင်ဆောင်မိခင်တွေရှိရင်လည်းသတင်းပေးလို့ရပါတယ်ခလင်းငယ်တွေနဲ့ဆယ်ကျော်သက်တွေတက်ကြီးကျွယ်အိုတွေသုံးလို့ရပါတယ်အဲ့တော့ဒီမှာလည်းကိုတွေအများကြီးနားထောင်ထားတဲ့လူတွေရှိပါတယ် protein တောက်ပြီးတော့နားမစိပေါင်မပြည့်တဲ့ကလေးတွေဆိုရင်လည်းဒါနဲ့နေမယ်ကောင်းသွားတဲ့အတွေ့အကြုံတွေလည်းအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုတောက်ရမလဲဆိုရင်ဒီနေ့ကို3တုပ်ကနေ4တုပ်ရေ200ရှိတဲ့နွေးနွေးလေးပေါ့နော်ရေကိုဖြစ်နိုင်တော့ရေနွေးနွေးလေးနဲ့ဖြောတောက်ရမယ်အဲ့ဒီထဲမှာကျွန်တော်တို့ကခုနပြောတယ်ပေါ့နော်တေးသေးချာချာရှိတ်ပြီးတော့နာနာလေးရှိတ်ပြီးတော့တောက်ရပါမယ်အကောင်းဆုံးရတာကိုလိုချင်တယ်ဆိုရင်တော့ကျွန်တော်တို့က protein ရယ် vitamin ရယ် fiber ရယ်ရောပြီးတော့ရှိရင်အကောင်းဆုံး juice တစ်ခွက်ကိုရရှိပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ protein ကိုလည်းကိုစိတ်တိုင်းသုံးဆွဲလို့ရတယ်။ခုနပြောတဲ့ vitamin နဲ့တွဲပြီးတော့ရှိလို့ရတဲ့ဟာလေးဆိုရင်ကိုယ့်ရဲ့ကျန်းမာရေးအတွက်လည်းကောင်းတယ်။ကိုယ်မိတ်ဆွေတွေကိုလည်းဝန်ဆောင်မှုပေးနိုင်တယ်ဆိုရင်ကျွန်တော်တို့မကောင်းဘူးလား။ဟုတ်ပြီနော်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ပေါ့နော်ကျွန်တော်ရဲ့ sharing ကတော့ဒီလောက်ပါပဲအခုလိုမျိုးနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်သေးစိတ်ရှင်းနေပြောသွားတဲ့မဆဆန်ကြီးဗိုက်တာကင်းနဲ့ပရိုတင်းချောင်းကိုသေးစိတ်ရှင်းနေပြောကြားပေးရတယ်မဆဆန်ကြီးကိုလည်းထူးပဲကျေးဇူးတင်ပါတယ်မဆဆန်ကြီးကိုလည်းအားပေးတဲ့အနေနဲ့နောက်ထပ်လက်ခုပ်တီးပြီးတော့အားပေးလိုက်ရအောင်ပါတယ်ကျမတို့ဒီနေ့ပွဲအစီအစဉ်မှာနော်နေကားလာတဲ့မိတ်ဆွေများရှိရင်မတ်တက်လေးရပ်ပေးကြပါဦးနေကားလာတဲ့မိတ်ဆွေများရှိရင်မတ်တက်လေးရပ်ပေးပါဟုတ်ကဲ့ဟုတ်နေကားလာတဲ့မိတ်ဆွေများကိုအားပေးတဲ့အနေနဲ့လက်ခုပ်တီးပြီးကြိုဆိုလိုက်ရအောင်ဟုတ်ကဲ့ပါပါတယ်ရန်ကုန်ကလာတဲ့အဲ့ဒါများရှိရင်လည်းမတ်တက်ရပ်ပေးပါဦးကျမလည်းဗိုက်တာမင်းကျောင်းကိုကြေညာနေရဟုတ်ရန်ကုန်ကလာတဲ့မိတ်ဆွေများကိုလည်းအားပေးတဲ့အနေနဲ့လက်ခုပ်တီးပြီးကြိုဆိုလိုက်ရအောင်ဟုတ်ကျေးဇူးတင်ပါတယ်ကျမတို့ဒီနေ့အစီအစဉ်မှာတော့ diamond တွေတယောက်ပြီးတယောက် sharing အသေးစိတ်ပြောကြရတာတရက်တည်းမှာတစ်ချိန်တည်းမှာကိုတော်တော်လေးကိုအများကြီးသူတို့ရဲ့ကိုယ်တွေကိုလည်းအများကြီးသိရှိခွင့်ရပါပါတော့เนาะအခုဆိုရင်ကျမနောက်ထပ်တစ်ယောက်ကိုဖိတ်ခေါ်ချင်ပါတယ်diamond မနံမမိုးလေးဖြစ်ပါတယ်မမိုးကိုမခေါ်ခင်မမိုးရဲ့အကြောင်းလေးကိုကျမမိတ်ဆက်ပေးချင်ပါတယ်မနံမမိုးလေးအားဆိုရင်ရှမ်းပြည်နယ်တောင်ပိုင်းနမ်ဆန်မြို့မှာနေထိုင်ပါတယ်ကျောင်းပြီးသွားတော့မိဘရဲ့အကုန်ဆုံးဆိုင်မှာ16နှစ်နေပါလုပ်ခဲ့ပြီးတော့
2011ခုနှစ်မှာရွှန်ဟောင်းနဲ့တွေ့ဆုံခဲ့ပြီးစူးစမ်းခဲ့ရာက2013ခုနှစ်မှာဒိုင်မွန်အဆင့်ကိုယ်စားလှယ်အဆင့်သို့တန်တန်းနိုင်ခဲ့ပါတယ်။ဆက်လက်၍မိတ်ဆွေများကိုကူညီရေးနဲ့အဆင့်ဆင့်တန်တန်းဖို့စူးစမ်းနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ Fiverr နဲ့ Laboratory အကြောင်းကိုအသေးစိတ်ရှင်းလင်းပြောကြားပေးပါမယ်။မနန်မမိုးလင်းကိုစင်မြင့်ပေါ်သို့ဖိတ်ခေါ်ပါတယ်။မင်္ဂလာပါ မင်္ဂလာပါ ကျွန်မနာမည်ကတော့နမ်မိုးလင်းဖြစ်ပါတယ်ကျွန်မတို့ဒီလုပ်ငန်းလေးပေါ့နော်မိတ်ဆက်တွေနဲ့တင်ကြားပေးတယ်ဆရာမတော်ရေးမှုနဲ့ကိုထရအောင်ကိုဒီနေရာနေသူပဲကျေးဇူးတင်ပါတယ်အခုလိုမြန်မာနိုင်ငံမှာပထမဆုံးချိန်ပေါ့နော် leadership မှာကျွန်မတို့ပေါ့နော်ပြောခွင့်ပေးတဲ့ဆရာတွေအားလုံးကိုလည်းဒီနေရာနဲ့လည်းကျေးဇူးတင်ပါတယ်လို့အရင်ဆုံးပြောကြားလိုပါတယ်ရှင်အခုကျွန်မပေါ့နော်ဒီနေ့ညဝင်ပေးမှာပေါ့နော်အစောပိုင်းလုံးကခုနလိုပေါ့ကျွန်မတို့ကိုတင်ကိုနဲ့မငိမ့်တို့อ่ะပေါ့နော်ပြောရတယ်လင်းစည်းကိုလည်းအကြောင်းလေးကျွန်မတို့ vitamin တို့ protein တို့ပြောရတယ်သူ့မှာအာနိသင်တွေလည်းအရန်ကောင်းတယ်ခန္ဓာကိုယ်ရဲ့အစိတ်ကောင်းတွေလည်းထွက်ပေးတယ်vitamin ဆိုရင်ကျွန်မတို့အသားရည်တွေလှတယ်ရေဓာတ်လေးတင်းရင်လည်း protein ဆိုလည်းအသားရည်တွေလှတယ်အာဟာရဘယ်လောက်ဖြစ်လဲကျွန်မတို့ပေါ့နော်အဲ့လိုအစားကောင်းလေးတွေကိုစားရတယ်အဲ့လိုစားတဲ့အပိုင်းမှာလည်းကျွန်မတို့စားလိုက်တဲ့ဟာတွေအပြေအဝကိုစုပ်ယူနိုင်ဖို့ကျွန်မတို့အာနိသင်တွေအပြေအဝရဖို့အတွက်ဆိုလို့ရှိရင်ကျွန်မတို့ဦးလန်းချောင်းတွေကောင်းဖို့လိုတယ်အပြေအဝစုပ်ယူနိုင်ဖို့လိုတယ်အဲ့ဒီအပိုင်းလေးကိုကျွန်မကပေါ့နော်အစားအသောက်ဘယ်လောက်ကောင်းကိုဦးလန်းချောင်းမကောင်းဘူးပြေပြေဝဝမစုပ်ယူနိုင်ဘူးဆိုလို့ရှိရင်ကျွန်မတို့စားတဲ့အာဟာရတွေကအစာဟာရတွေကအလကားပဲဖြစ်သွားမှာပါအခုကျွန်မပေါ့နော်အရင်ဆုံးကျွန်မ fiber အကြောင်းကိုကျွန်မမျှဝေချင်fiber ပေါ့နော်ကျမတို့ခန္ဓာကိုယ်မှာဘယ်လောက်အရေးကြီးလဲဆိုတော့ပေါ့နော်ခုနပြောသလို fiber အဓိကအမြင်တတ်ပါပဲအဲ့ဒီအမြင်တတ်လေးတွေကပေါ့နော်ကျမတို့လူခန္ဓာကိုယ်မှာအများအပြားလိုအပ်တယ်လိုအပ်တယ်လို့အခုခေတ်နောက်ပိုင်းမှာကျမတို့ပေါ့နော်အစားအသောက်အနေထိုင်နေ game ဆိုင်တဲ့အခါအသီးရွက်တွေစားတာနေလာတယ်အဲ့လိုပဲအသီးရွက်တွေကြိုက်လို့စားပြန်လေကျမတို့တဘာဝပေါ့နော်ဒီဖြန့်ထားတဲ့ဆေးတွေကျမတို့အခုပေါ့နော်အသီးအနှံတွေကအစားပေါ့နော်ကျမတို့တဘာဝအတိုင်းလက်လက်ဆက်ဆက်စားနိုင်လို့ဆိုတာမလွယ်ကူကြအောင်အဲ့ဒီအပိုင်းမှာကျမတို့ပေါ့နော်အနေအဒီများလာတယ်ဘေးအနေနဲ့မရှိဘဲနဲ့တဘာဝအတိုင်းဖြည့်ဆက်ထားနိုင်တဲ့ကျမတို့ပေါ့နော် fiber ကိုကျမတို့ဒီ double print ကုမ္ပဏီကကိုထုတ်ထားပါတယ်အခု fiber အနေနဲ့ပေါ့နော်ကျမတို့ပြောချင်တာကဒုက္ခနာကိုမှာပေါ့နော်ကျမတို့ဒီပြေးွားတဲ့ပေါ့နော် fiber အမြင်တရဖို့အတွက်ဆိုရင်အနည်းဆုံးကျမတို့25နဲ့35 gram မှာကျမတို့လိုအပ်ပါတယ်အဲ့ဒီပိုင်းမှာပေါ့နော်ပန်းသီးတစ်လုံးမှာကျမတို့2 gram လောက်ပါရင်တရက်ပန်းသီးကိုကျမတို့10လုံးကျော်မစားနိုင်ဘူးအဲ့လိုဒီလိုပေါ့နော်မစားနိုင်တဲ့အပိုင်းမှာဖြစ်ဆက်စာအနေနဲ့ကျမတို့ double print ကုမ္ပဏီကထုတ်ထားပါတယ်အဲ့ဒီ fiber လေးကလည်းကိုယ်ခန္ဓာကိုယ်မှာဘယ်လောက်အရေးကြီးလဲကျမတို့ဒီ fiber ဆိုရင်အစာအိမ်နဲ့ဦးလန်းချောင်းအတွက်ကိုအဓိကပေါ့နော်ကျမတို့ဒီလှုပ်ရှားနိုင်အောင်စွမ်းဆောင်နိုင်အောင်လုပ်ပေးသလိုကျမတို့ပေါ့နော်ခန္ဓာကိုယ်မှာအပြင်မှာကျင့်ပတ်နေတယ်မတန့်ရှင်းဘူးဆိုရင်ကျမတို့ရှာဝါကျန်တဲ့ရေချိုးလို့ရသလိုကျမတို့ဒီဦးလန်းချောင်းတကယ်လို့မတန့်ရှင်းဘူးအညစ်အကြေးတွေရှိနေမယ်ဆိုလို့ရှိရင်ကျမတို့ထုတ်ပြီးတော့တန့်ရှင်းလုပ်ဖို့ဆိုတာမလွယ်ပါဘူးကျမတို့ဦးလန်းချောင်းပါဆိုလို့ရှိရင်ကိုယ့်ရဲ့အရက်ရဲ့ပေါ့နော်ငါးစားလောက်ရှိတဲ့အချိန်မှာနောက်ပြီးတော့ခန္ဓာကိုယ်ထဲမှာခွေခောက်ပြီးနေတဲ့အချိန်မှာကျမတို့ထောင်းနေတောင်းနေမှာအညစ်အကြေးတွေရှိတယ်လို့ကိုစားထားတဲ့အညစ်အကြေးတွေကလည်းဂျိုးတွေကန့်နေတယ်အဲ့ဒါတွေကိုကျမတို့ကလို့ထုတ်ပြီးတော့ဆေးမနေအဲ့ဒီဆေးရဲ့အပိုင်းကိုကျမတို့ဒီ double print ကထုတ်ထားတယ်ကျမတို့ fiber ကပေါ့နော်အဓိကဆွမ်းဆောင်နိုင်ပါတယ်အဲ့ဒီ fiber ကတော့ဘာလို့ဆွမ်းဆောင်ပြီးလဲဆိုတော့ကျမတို့ပေါ့နော်အစာအိမ်ဦးလန်းချောင်းထဲမှာရှိတဲ့ကြွက်သားတွေကိုကျမတို့အားကောင်းစေတယ်အစာအိမ်ထဲမှာရှိတဲ့ကျမတို့ပေါ့နော်ဦးလန်းချောင်းထဲမှာရှိတဲ့အညစ်အကြေးတွေကိုကျမတို့ဒီဘက်စီလဲတယ်လို့ရှင်းပြီးတယ်အဲ့ဒီပိုင်းမှာလည်းကျမတို့ကပေါ့နော်ဒီအစာရည်ဦးနှမ်းကြောင်းနဲ့ကြွက်သားတွေအားကောင်းဖို့ရန်ရေးကြည့်ပါတယ်အဲ့ဒီပိုင်းမှာပေါ့နော်ကျမတို့ဦးနှမ်းရကြွက်သားတွေလုံးဝအားမကောင်းဘူးဆိုလို့ရှိရင်ကျမတို့ပေါ့နော်အစာဆိုချေဖြတ်နိုင်ဖို့လုံးဝဖြစ်နိုင်ပါအဲ့တော့ဦးနှမ်းကြောင်းကြွက်သားတွေအားကောင်းနေဖို့အတွက်ကျမတို့အဓိက fiber ကဆွမ်းဆောင်ပေးတယ်ပြီးတော့ဘာကောင်းလဲဆိုတော့အစာရည်ဦးနှမ်းကြောင်းကြွက်သားတွေကျမတို့ပေါ့နော်အားကောင်းမယ်ဆိုလို့ရှိရင်တို့ကဘာကောင်းလဲကျမတို့အဓိကချေဖြတ်မှုအားကောင်းတယ်ချေဖြတ်မှုအားကောင်းမှကျမတို့ကနောက်ပြီးစုပ်ယူမှုအားကောင်းတယ်စုပ်မှုအားကောင်းမှကျမတို့စွန့်ထုတ်မှုအားကောင်းတယ်အဲ့စွန့်ထုတ်မှုအားမကောင်းမှကျမတို့ခန္ဓာကိုယ်ထဲမှာအစိတ်တောက်ဆိုတာမရှိတော့ဘူးအဲ့ဒီပိုင်းမှာလည်းနံပါတ်1ပေါ့ခုနပြောကျမတို့နေစည်းပုံနဲ့စားမလားဗိုက်တာကင်းတောက်မလားပရိုတင်းတောက်မလားကျမတို့ဥမာဦးနံရံမှာအမှဂျွတ်တွေရှိနေလို့ဆိုရင်ကျမတို့ဦးနံရံရဲ့စုပ်ကွက်ကလေးတွေပေါ့နော်နံရံမှာစုပ်ကွက်ကလေးဆိုလက်ချောင်းလေးတွေဟာရှိတယ်အဲ့ဒီဂျွတ်တွေကကျမတို့အသက်20 30 40စားခဲ့တဲ့ဟာတွေဦးနံရံမှာဂျွတ်တွေကတ်နေလို့ဆိုရင်အဲ့ဒီစုပ်ကွက်ကလေးတွေကိုကျမတို့ဖုံးအုပ်နေတဲ့အခါမှာအပြည့်အဝကျမတို့မစုပ်ယူတာမစုပ်ယူနိုင်တဲ့အခါကျတော့အဲ့ဒီဂျွတ်တွေကိုပေါ့နော်ရေနိုးတယ်တဲ့ခါမှာရေကူနိုးထဲမှာဂျွတ်တက်တယ်အဲ့ဂျွတ်တွေကျမတို့အရင်စေးချမရမစိမ်းချလို့ရှိရင်ကျမတို့ပိုလန်နေစီဗိုက်တာကင်ပရိုတင်းဘလို့ပဲကောင်းကောင်းသူ့ရဲ့အာဟာရရဲ့ကျမတို့100%ကိုလုံးဝမစုပ်ယူနိုင်ပါဘူး
အဲ့ဒီအတွက်ကတော့ကျမတို့ဒီအစားကောင်းတစ်ခုသွားပြီးအပြည့်အဝစုံနေမှုတဲ့အရင်ဆုံးကျမတို့ဒီဖြတ်တန်းမယ်ဒီပိုက်လိုင်းကြီးစုံယူမဲ့ဥလန်းအရင်ရှင်းပါရအောင်အဲ့ဒီအတွက်ကို fiber ကအပြည့်အဝဆောင်ရနိုင်တယ်အပြင်မှာကျမတို့ဝင်းနေချုပ်တယ်ဝင်းနှုတ်ဆေးတွေစားပလိုက်ဒီဥနာယံမှာရှိတဲ့ကျမတို့လက်ချောင်းလေးကအကုန်လုံးပြည့်စည်လာပြီးတော့ဘောနော်ဥနာယံမှာအနာတွေဖြစ်နိုင်တယ်ဒီ fiber နဲ့ကျမဆိုရင်ဘောနော်ဒီ service ပေးတဲ့ခါမှာဝေဒနာတွေကိုကျမတို့ဘောနော်ဒီလီစီပုံလမ်းစားခင်မှာအရင်ဆုံး fiber နဲ့ protein နဲ့ဥနာယံကိုကျမရှင်းပါတယ်ရှင်းတဲ့ခါမှာဥနာယံမှာရှိတဲ့ကျမတို့ကျွတ်တွေကကွာကျသွားတဲ့ခါမှာစုပ်ကွက်ကလေးတွေပေါ်လာပါတယ်တာမန်ချိန်မှာအဲ့လိုမရှင်းထားရင်လီစီပုံလမ်းအာနိသင်ဘလောက်ကောင်းကောင်းသူ့ရဲ့အာနိသင်90ရာခိုင်နှုန်းပဲစုပ်ယူနိုင်တယ်ကျန်တဲ့90ရာခိုင်နှုန်းမစင်နဲ့ပါဝင်အရင်နှမျိုးကြကောင်းပါတယ်အဲ့ဒီအတွက်ကြောင့်ပေါ့နော် fiber နဲ့ protein ကိုအရင်ဆုံးရှင်းလိုက်မယ်ဆိုလို့ရှိရင်ဥနာယံလက်ချောင်းလေးတွေကကျွန်တော်အားကောင်းလာမယ်အားကောင်းလာတဲ့အတွက်ကြောင့်စုံမှုအားကောင်းမယ်စွန့်ထုတ်မှုအားကောင်းမယ်ခြေဖြတ်မှုအားကောင်းရင်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာအစိတ်တောက်ဆိုတာမရှိနိုင်တော့ပါဘူးအဲ့ဒီအတွက်ပေါ့နော်အဲ့ဒီအကြောင်းကိုနောက်လိုပဲသူကနောက်ထပ်ပါဆွမ်းဆောင်နိုင်တယ်ကျွန်တော်တို့ဥနာယံကြွက်သားတွေအရင်အားကောင်းစေတယ်အားကောင်းစေတဲ့အတွက်ကြောင့်ကျွန်တော်တို့ပေါ့နော်လူတစ်ယောက်ကတနေ့စားသုံးလိုက်မယ်ကိုစားလိုက်တဲ့အစားအစာကကျွန်တော်တို့ကပေါ့နော်တစ်နာရီမှာ2လက်မှရွေ့သွားမယ်ဆိုရင်ဒီနေ့စားတဲ့အစားအစာကနောက်နေ့မှာစွန့်ထုတ်မှတောင်ကျမရည်နဲ့ညီညွတ်လာအဲ့လိုမဟုတ်ဘူး3ရက်တစ်ခါ5ရက်တစ်ခါမှစွန့်ထုတ်မယ်ဆိုတာအစာရည်နဲ့ဥနာယံကြွက်သားလုံးဝအားမကောင်းဘူးဖြစ်တာအဲ့ဒီလိုကျမတို့3နှစ်ကနေ5နှစ်တွင်ဖြစ်မယ်ဆိုရင်ဒီလူတယောက်ကဥမကြီးကင်ဆာဖြစ်ဖို့ရခိုင်တော့အရင်များပါတယ်အဲ့ဒီအတွက်ကြောင့်အဲ့ဒီမဖြစ်မနေအရင်အရေးကြီးတယ်စားတဲ့အစာဟာတွေအပြည့်အဝစုံနိုင်ဖို့မစုံရင်ခင်မှာဥနာယံကြောင့်ရှင်းဖို့ဘယ်လိုအာနိသင်ကောင်းလဲဆိုတဲ့ fiber အကြောင်းကိုကျွန်မအခုပေါ့နော်ဆက်ပြီးတော့မျှဝေမှာဖြစ်ပါတယ်ခုပေါ့နော်ကျမတို့ဒီကြားဟော fiber ထဲမှာဆိုလို့ရှိရင်ဘာတွေနဲ့ထည့်ထားလဲဆိုတော့တကယ်အဖိုးထိုက်တယ်ကျမတို့ဓာတ်ပစ္စည်းတွေပါဝင်ပါတယ်လင်စီတို့ကျမတို့ဗီတာမင်တို့သတ္တုဓာတ်တို့အခြားအာဟာရပြည့်တဲ့ဓာတ်များကျမတို့ပါဝင်ပါတယ်အဲ့ဒီပိုင်းမှာကျမတို့ဒီ double cream fiber ပေါ့နော်ပိုထူးခြားတာကကျမတို့ fiber ထဲမှာရေမှာပြုံဝင်တဲ့ fiber ကိုရေမှာမပြုံဝင်တဲ့ fiber ကိုကျမတို့ပေါ့နော်နှမျိုးလုံးသုံးထားပါတယ်အဲ့ဒီပိုင်းမှာဆိုရင်ကျမတို့ပေါ့နော်အလွယ်တကူပြောလို့ရတာဆိုရင်ရေမှာပြုံဝင်တဲ့ fiber ဆိုရင်ကျမတို့ဒီစားတို့တကြားတို့ပေါ့နော်အဲ့ဒီဟာတွေလည်းကျမတို့ခန္ဓာကိုယ်တွေကနေဒီကျမတို့ fiber ကစွန့်ထုတ်ပေးနိုင်တယ်လို့ရေမှာမပြုံဝင်တဲ့ကျမတို့ခပ်များအစီတို့အရွတ်တို့ဆိုကြိုက်ကြတယ်ကြိုက်တဲ့ခါကျရင်ကိုကပေါ့နော်အဲ့ဒီဟာတွေကဥနာယံမှာကတ်နေမဲ့ကျွတ်တွေကတ်နေမဲ့ဆိုရင်ကြာရင်အနာဆွေးတွေဖြစ်ပြီးတော့ဥနာယံမှာအနာတွေဖြစ်လာနိုင်တယ်အဲ့ဒီလိုပဲကျမတို့ double cream fiber ကရေမှာမပြုံဝင်တဲ့ကျမတို့ကအစီခဲတို့အရွတ်တို့ပေါ့နော်အဲ့ဒီနှစ်ခုလုံးကိုစွန့်ထုတ်ပေးနိုင်ပါတယ်နောက်တစ်ခုကပေါ့နော်ကျမတို့ဒီ fiber မှာဆိုလို့ရှိရင်4 gram ပါတဲ့ fiber တချို့စီတိုင်းမှာဆိုလို့ရှိရင်ကျမတို့ပေါ့နော်ဒီအဓိကပေါ့နော်အစာချေဖြတ်မှုကိုခန္ဓာရည်ရှိတဲ့ကျမတို့ပေါ့နော်စံလုံးမျိုးကရရှိတဲ့ပေါ့နော်ကျမတို့ဒီတူတူပစ္စည်းကိုကျမတို့သုံးထားပါတယ်နောက်ကျမတို့ပေါ့နော်ရေတွင်ပေါ့နော်လုံးလုံးလျားပြုတ်ယူနိုင်မှုအတွက်ကိုပေါ့နော်ကျမတို့ဒီအခုနပြောတဲ့ဒီပေါ့နော်စံလုံးမျိုးမှာအဓိကပါတယ်ပေါ့နော်ကျမတို့ပေါ့နော်မိုက်တိုပေါ့နော်မိုက်တိုmitochondrial ပေါ့နော်အဲ့ဒီဓာတ်ဆိုလို့ရှိရင်ကျမတို့ခန္ဓာကိုယ်မှာရှိတဲ့ကယ်လ်ဆီယမ်နဲ့ပေါ့နော်အခြားအာဟာရဓာတ်တွေကိုစုပ်ယူမှုကိုလည်းကျမတို့မနှောက်ယှက်ဘူးကယ်လိုရီပါဝင်မှုကိုလည်းသူကပေါ့နော်နည်းစေပါတယ်နောက်ကျမတို့ပေါ့နော်အမေရိကန်နိုင်ငံနဲ့အစားအသောက်နဲ့ဆေးဝါးကုတ်ကရေးဌာနပြီးတော့ကျမပေါ့နော်ဘေးဥပကကင်းချောင်းကိုလည်းကျမတို့ပေါ့နော်ဒီတက်စာပေါ်မှာအတိမတ်ပြုထားတယ်။နောက်ဂျပန်နိုင်ငံမှာလည်းကျမရေးအတွက်ပေါ့နော်တတ်မတ်သုံးဆွဲတဲ့အစားအစာဖြစ်ခံယူကြပါတယ်။အဲ့ဒီထဲမှာဆိုလို့ရှိရင်ကျမတို့ပေါ့နော်အတိမတ်ပေါ့နော်ပြုချင်းခံရတဲ့ကျမတို့ပေါ့နော်လက်မှတ်ကျမတို့၄ခုကိုကျမတို့ရထားပါတယ်။ဘယ်အတွက်ရထားလဲဆိုတော့ဦးတိန်ဦးမရဲ့လှုပ်ဆောင်တာများကိုလည်းထိန်းယူပေးတယ်။နောက်ကျမလည်းသွေးတကြားတက်ကိုလည်းကျမတို့ထိန်းပေးတယ်။နောက်သွေးအဆီတက်ပေါ့နော်ကျမတို့ကိုရက်စထရောပမာဏကိုလည်းရှော့ချပေးတယ်။နောက်သွေးအဆီတက်ဖြစ်တဲ့နောက်တစ်ဖြစ်တဲ့ triglyceride ပမာဏကိုလည်းကျမတို့ရောချပေးနိုင်ပါတယ်။အခုပေါ့နော်ကျမတို့ပေါ့နော်ဒီအစာရည်ဥလန်းချောင်းကျမရေးလှုပ်ဆောင်တာများပုံမကောင်းဖို့တဲ့ပေါ့နော်ကျမတို့ဒီ fiber အမြင့်တက်ဆိုရင်ဥလန်းချောင်းလှုပ်ရှားမှုပုံမကောင်းဖို့ဆိုရင်အတွက်ကိုကျမတို့လှုပ်ဆောင်ပေးပါတယ်ဒီကျမတို့ပေါ့နော်ကြားဟောက် fiber ဆိုလို့ရှိရင်ကျမတို့ဥလန်းချောင်းမှာရှိတဲ့ခုနပြောတဲ့အညစ်အကြေးတွေပေါ့နော်စူစီတော့ခိုအောင်ချိန်မှာရော့နေစေပြီးပေါ့နော်ဥသိမ်ဥမကင်ဆာဖြစ်တဲ့အန္တရာယ်တွေကိုကျမရော့နေစေပါတယ်ခုနကျမပြောတယ်ပေါ့ဒီတက်စာလေးကိုစားလိုက်မယ်ဆိုလို့ရှိရင်ဥနယံချက်သားတဲ့အားကောင်းမယ်ချစ်ဖြတ်မှုအားကောင်းမယ်ဆိုရင်ကျမတို့ဝင်းချုပ်တာတွေပိုင်းမဖြစ်ဘူးခုနဝင်းချုပ်တဲ့အပိုင်းမှာ3နှစ်ကနေကျမတို့9နှစ်ထိဖြစ်သွားမယ်ဆိုလို့ရှိရင်ဥမကြီးကင်ဆာဖြစ်နိုင်ခြင်းများပါတယ်အဲ့တော့ကျမတို့ပေါ့နော်ဒီတက်စာလေးကိုလည်းလုံးဝကြိုတင်ကာကွယ်ပေးပါတယ်ခုပေါ့နော်ကျမတို့ပေါ့နော်ဒီပေါ့နော်ကြားဟောက် fiber ဆိုလို့ရှိရင်သွေးတကြားတက်ပမာဏကိုလည်းကျမတို့ထိန်းညှိပေး
ပါတယ်အခုကျမတို့ပေါ့နော်ဟိုစီဂျူသမားတွေကျမတို့ပေါ့နော်အစာမစားခင်မှာနိုင်ဝဲလောက်ကြိုပြီးတော့ကျမတို့ပေါ့နော် fiber လေးကိုရေချက်သိမ်းလေးနဲ့ရှိတ်ပြီးတော့ကျမတို့တောက်ထားမယ်ဆိုလို့ရှိရင်ခက်များများပေါ့နော်စီဂျူသမားတွေအစားရှောင်ရတယ်တော်နိုင်မရှောင်နိုင်ဘူးဒါပေမဲ့တချို့မရှောင်နိုင်မှလည်းတဘာဝပေါ့နော်ကျမတို့အပြင်စားတွေမှာပေါ့နော်မကင်းနိုင်နေပေါ့နော်ဒီကျမတို့ဒီခုနကသွေးတခြားတက်တွေပါလာပြီဆိုလို့ရှိရင်အစာမစားခင်မှာကျမတို့ပေါ့နော်ဒီ fiber လေးကိုကြိုပြီးတောက်မယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့ကိုဒီသွေးတခြားတက်တွေရောက်သွားပါစေတော့ကျမတို့ဒီ fiber ကနေပြီးတော့နောက်ဆွတ်ထုတ်ပြီးတော့အဲ့ဒီတော့ပေါ့နော်စီချိုသွေးကြိုသမားတွေမှာနောက်ဆက်သွေးဖြစ်လာမယ်သွေးတခြားတက်တွေပဲဖြစ်အောင်ပေါ့နော်ကျမတို့ဒီကြောင်း fiber ကကြိုတင်ကာကွယ်ပေးထားပါတယ်အစာမစားခင်မှာကြိုပြီးတော့တောက်မယ်ဆိုလို့ရှိရင်စီချိုရဲ့နောက်ဆက်သွေးပြဿနာများကိုကျမတို့ကြိုတင်ကာကွယ်ပေးပါတယ်နောက်တစ်ခုပေါ့နော်ကျမတို့ဒီချာဟော့ fiber ဆိုလို့ရှိရင်လူခန္ဓာကိုယ်ဘယ်ဘက်ကိုထပ်ပြီးအကျိုးပြုသေးတယ်ကျမတို့သွေးအဆီတက်ပေါ့နော်ကိုရက်စထရောပမာဏကိုကျမတို့ရှော့ချပေးတယ်အခုကျမတို့ပေါ့နော်ဒီချာဟော့ပေါ့နော်ဒီ fiber ထဲမှာဆိုလို့ရှိရင်ကျမတို့ရေမှာပြောင်းဝင်နိုင်တဲ့ fiber ကသွေးတခြားတက်မှာဆိုလို့ရှိရင်ကျမစုပုံလာတယ်ပေါ့နော်ဒီအဆီတက်တွေကိုစုပ်ယူပြီးခန္ဓာကိုယ်ရဲ့ကိုရက်စထရောစုပ်ယူမှုကိုရှော့ချပေးတဲ့အတွက်ကြောင့်ကျမတို့သွေးကြောတွေမာကြောမှုအန္တရာယ်ကိုရော့နေစေတဲ့ကြောင့်ကျမတို့သွေးတိုးနဲ့ပတ်သက်တာတွေတလုံးနဲ့ပတ်သက်တာတွေပေါ့နော်အဲ့ဒီအတွက်ကိုလည်းကျမတို့ကြိုတင်ကာကွယ်ပေးပါတယ်နောက်တစ်ခုကျမတို့ကပေါ့နော်ဒီချား fiber ကလူခန္ဓာကိုယ်မှာနောက်ထပ်ဘယ်တစ်ခုကိုသူကပေါ့နော်ကျမတို့ကာကွယ်ပြီးတော့သွေးအဆီတက်ရဲ့ပမာဏပေါ့နော်ကျမအဲ့ဒါကိုရှော့ချပေးပါတယ်အခုပေါ့နော်သွေးပြစ်ခြင်းနဲ့နှလုံးသွေးကြောဆိုင်ရာယောဂများဖြစ်ပွားမှုအန္တရာယ်ကိုကျမတို့မြင့်တင်ပေါ့နော်ဒီပေါ့နှလုံးယောဂပေါ့နော်ဖြစ်ပွားမှုအန္တရာယ်ကိုလည်းသူကပေါ့နော်မြင့်တက်စေတယ်ဒီသွေးပြစ်ခြင်းအန္တရာယ်ပေါ့နော်အဲ့ဒီလိုပေါ့နော်ကျမတို့ဒီချား fiber ကိုသုံးဆွဲပေးလိုက်မယ်ဆိုလို့ရှိရင်ဒီသွေးပြစ်ခြင်းအန္တရာယ်ကိုညှော့နေစေပြီးတော့ကျမတို့ဒီချား fiber တက်စာကိုယ်တွင်းမှာရှိတဲ့ကျမတို့ပေါ့နော်ဒီသွေးအဆီတက်တွေကိုပေါ့နော်ကျမတို့ပေါ့နော်ပုံမို့သွေးအဆီတက်ဖြစ်စဉ်ကိုပေါ့နော်ကျမတို့ပေါ့နော်ခန္ဓာကိုယ်ရဲ့ပေါ့နော်ကျန်းမာစေတဲ့ triglyceride ပမာဏကိုသူကပေါ့နော်ထိမ့်သိမ့်ပေးတယ်အဲ့တော့သွေးအဆီတက်တွေမဖြစ်အောင်သူကပေါ့နော်ဒီထိမ့်သိမ့်ပေးတဲ့အတွက်ကြောင့်ကျမတို့ပေါ့နော်ခုနပြောတဲ့ဒီပေါ့နော်သွေးနဲ့ပတ်သက်တဲ့ဒီသွေးအဆီတက်ပေါ့နော် triglyceride ပမာဏကိုပေါ့နော်သူကကျမတို့ short ချပေးပါတယ်နောက်ကျမတို့ပေါ့နော်ဒီ fiber ဆိုလို့ရှိရင်ကျမတို့သွေးတိုးယောဂကိုလည်းကာကွယ်ပေးပါတယ်အခုကျမတို့ပေါ့နော်အစားအသောက်တွေစားတယ်သွေးတိုးရှိတဲ့လူတွေကိုစားတဲ့ပတ်ဝန်းကျင်မှာအဲ့လိုပေါ့နော်ငပိတွေငများတွေပါတယ်အကုန်လုံးမရှောင်နိုင်ဘူးကျမတို့ဒီ town fiber တွေကိုကျမတို့ကစားမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာရှိတဲ့ပေါ့နော်သူက sodium တက်ပေါ့နော်စွန့်ထုတ်မှုဖြစ်စဉ်ကိုတော့နော်လွယ်ကူစွာကျမတို့ချုံမောစေနေတဲ့ကြောင့်သွေးတိုးယောဂမဖြစ်စေရန်အတွက်လည်းသူကကြိုတင်ကာကွယ်ပေးတယ်အခုကျမတို့ပေါ့နော်ဥသိမ်ထဲမှာဖြစ်တဲ့အနာတွေကိုလည်းကျမတို့ဒီ fiber ပေါ့နော်ချားဟော့ fiber ကဥသိမ်ထဲမှာဖြစ်တဲ့အနာတွေကိုလည်းကျမတို့တိုးတက်ကောင်းမွန်စေတယ်ကျမတို့ပေါ့နော်ဒီအနာတွေကိုမဖြစ်အောင်လို့ရှိရင်လည်းသူကကျမတို့ကာကွယ်ပေးပါတယ်အခုကျမတို့ပေါ့နော်ကျမ်းမာတဲ့ဦးနှံရံကိုထိမ့်သိမ်းဆောက်ရှောက်ခြင်းနဲ့တနေ့မှဆိုလို့ရှိရင်ကျမခုနပြောသွားသလိုပဲလုံလောက်တဲ့အမြင့်ဓာတ်ဓာတ်ဆောင်မှုက25ကျမတို့ gram ကနေ30 gram အထိကျမတို့ပေါ့နော်လိုအပ်တယ်အဲ့တော့ဒီ fiber ကိုကျမတို့ကြိုတင်ပြီးဝယ်ထားမဲ့သုံးမယ်ဆိုလို့ရှိရင်ဥတွင်းမှာရှိတဲ့ကျမတို့ပေါ့နော် bacteria ပိုးတွေမကောင်းတဲ့ bacteria ပိုးတွေကိုညှော့နေစေပြီးတော့ကောင်းတဲ့ bacteria တွေကိုတိုးပွားစေတဲ့ကျမတို့ပေါ့နော်ဦးနှံရံပေါ့နော်ဒီကျမ်းမာဖို့အတွက်ကိုလည်းကျမတို့ဒီချားဟော့ fiber ကပေါ့နော်ထိမ့်သိမ်းဆောက်ရှောက်ပေးနိုင်ပါတယ်နောက်တစ်ခုကတော့ကျမတို့ခန္ဓာကိုယ်အလေးချိန်ကိုထိရောက်စွာထိမ့်သိမ်းပေးပါတယ်ခန္ဓာညာပေါ့နော်ကျမတို့ပေါ့နော်အခုဆိုရင်အသက်အရွယ်လောက်ဝိတ်တွေတက်ကြတယ်ပေါ့နော်ကိုစားတဲ့အစားအသောက်အနေထိုင်နေမှာကျမတို့ပေါ့နော်ဒီပေါ့နော်ကိုရက်စထရောများစေတာတွေဝါစေတဲ့တက်တွေများတဲ့အခါမှာဒီကျမတို့ fiber လေးကိုကျမတို့အစာမစားခင်ကြိုတင်ပြီးဝယ်ပြီးတောက်သုံးထားမယ်ဆိုရင်ကျမတို့ဒီပေါ့နော်ဝင်းပိုက်ထဲမှာပေါ့နော်ပြည့်နေတယ်လို့ခံစားရပြီးတော့ကျမတို့ဒီဝိတ်တက်ခြင်းအတွက်ကိုလည်းသူကရော့ပါစေပါတယ်နောက်တစ်ခုပေါ့နော်ကျမတို့အဲ့ဒီတော့ဒီ fiber ကိုကျမတို့ဘယ်လိုသုံးဆွဲတင်တယ်လဲကျမတို့ fiber ကိုကျမတို့တစ်နေ့ကိုပေါ့နော်အနည်းဆုံး3ထုပ်ကနေ4ထုပ်သုံးဆွဲတင်ပါတယ်ကျမတို့အဲ့လိုသုံးတဲ့အခါမှာရေချက်သိမ်းလေးလေးတော့မဟုတ်ပေါ့နော်ကျမတို့တိဖြော်ရည်တွေနွားတို့တွေနဲ့ပေါ့နော်ကျမတို့တွဲဖက်ပြီးတော့သုံးဆွဲတင်ပါတယ်နောက်အဲ့ဒါနဲ့အတူကျမတို့ပေါ့နော်ချားဟော့ protein တို့ခဏမှနေပြောသွားသလို vitamin တို့ကျမတို့ protein လေးနဲ့ပေါ့နော်ကျမတို့တွဲဆက်ပြီးတော့သုံးမယ်ဆိုလို့ရှိရင်ပို့ပြီးတော့အကောင်းဆုံးဟာတာဖြစ်ပါတယ်အဲ့ဒီအပိုင်းမှာကျမတို့ရဲ့အတွေ့အကြုံကပေါ့နော် fiber ကိုကျမတို့သုံးဆွဲလိုက်မယ်ဆိုလို့ရှိရင်ခုနကပြောသလို fiber ကိုကျွန်တော်တို့သုံးလိုက်ပြီဆိုလို့ရှိရင်ကဦးလန်းချောင်းထဲမှာရှိတဲ့အညစ်အကြေးတွေအကုန်လုံးသူကလည်းပွားလိုက်တာပွားလိုက်ပြီးတော့သူကပေါ့နော်အကုန်လုံးကိုတန့်ရှင်းပြီးတဲ့အခါမှာဘယ်လိုဖြစ်လဲဆိုမြောင်းထဲမှာကျွန်တော်အမိုက်တွေပိတ်ဆို့တယ်လို့ဖြစ်တာပထမတော့ဦးနေရမှာဒီကျွတ်တွေကကန့်နေမယ်တအားနဲ့ပွားတယ်ဆိုတော့ဒီ fiber ကိုတောက်လိုက်တဲ့အခါမှာဦးလန်းချောင်းမှာတော့အလုံးလုံးပြီးတော့ပွားလိုက်တယ်ပွားတဲ့အချိန်မှာကျွန်တော်တို့တတိထားကြတယ်ပြောတော့ကျွန်တော်တို့ပေါ့နော်ရေများများတောက်ဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ဦးလန်းချောင်းထဲမှာအရင်နဲ့ပြည့်နေတာကျွန်တော်ရေအားပြင်းပြင်းနဲ့မရှင်းထုတ်နိုင်ဘူးကွာချက်ပြီးတော့တ
ချို့ fiber တောက်ရင်းနဲ့ဝင်းချုပ်သွားတယ်ဘာညာဖြစ်တဲ့ခါကျတော့အဲ့ဒီဘက်မှာကျမတို့ fiber တောက်လို့ရှိရင်ကျမတို့ရေများများတောက်ဖို့လိုပါတယ်။ဦးလန်းကျောင်းမှာအညစ်ကြေးတာမှုပြီးတော့အကုန်လုံးဖြစ်လာပြီဆိုလို့ရှိရင်တကယ်ရေအားပြင်းပြင်းနဲ့ပေါ့နော်ရှင်းထုတ်လိုက်မှသာလို့ဆိုလို့ရှိရင်ကျမတို့ဒီဦးလန်းကျောင်းမှာရှိတဲ့အညစ်ကြေးတာရှော့ရှော့ရှူရှူနဲ့အကုန်ထွက်သွားနိုင်ပြီးတော့အစာအိမ်ကျန်းမာရေးဦးလန်းကျောင်းကျန်းမာရေးတို့ကိုစွမ်းဆောင်ပေးနိုင်ပြီးတော့ကိုစားလိုက်တဲ့အစာအာဟာရတွေပြည့်ပြည့်ဝဝဆွတ်ယူနိုင်မယ်။နောက်ပြီးတော့ဦးလန်းကျောင်းကြွက်သားတွေလည်းအားကောင်းလာမှာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်ပေါ့နော်ကျမတို့အစာအာဟာရပေါ့နော်ကောင်းတဲ့ဟာတွေဘလောက်ဆဆအာနိသင်ရှိရတယ်ဆဆကျမတို့ရဲ့အစာအိမ်ဦးလန်းကျောင်းကလုံးဝမတန့်ရှင်းဘူးမစုံယူနိုင်ဘူးဆိုလို့ရှိရင်ကျမတို့စားတဲ့ဟာကအလကားဖြစ်ပါမယ်။အဲ့ဒီကြောင့်ကျမတို့နေ့တူတူကအနည်းဆုံးတစ်နေ့ကိုပေါ့နော်မစားဘူးဆို3နှစ်လောက်စားနေတယ်။အဲ့ဒီစားတဲ့အပိုင်းတွေမှာကိုစားတဲ့အာဟာရတွေလည်းအာနိသင်ရှိတယ်ပေါ့နော်ဘယ်လိုပေါ့နော်အာနိသင်နဲ့ရှိတယ်လို့အာဟာရတွေအပြည့်အဝစုပ်ယူနိုင်ဖို့လိုတယ်။နောက်ကိုစားခြင်းတဲ့အစားတွေကိုလည်းစားနိုင်ဖို့အတွက်ဦးလန်းကျောင်းကလည်းကျမတို့အားကောင်းနေဖို့လိုပါတယ်။အဲ့ဒီပေါ့နော်ကျမတို့ fiber ဆိုလို့ရှိရင်ကျမတို့လူခန္ဓာကိုယ်တကယ်မရှိမဖြစ်လိုအပ်တဲ့ပေါ့နော်အရေးကြီးတယ်။နောက်ပြီးကြတော့ကျမတို့ကျန်းမာရေးအတွက်ကိုလည်းအများကြီးပေါ့နော်ပံ့ပိုးပေးနိုင်တဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်။အခုကျမနောက်ထပ်ဆက်ပြီးတော့အဲ့ဒီပေါ့နော်ဦးလန်းကျောင်းတွေဘလို့ပဲကျမတို့ကောင်းနေနောက်ထပ်ပေါ့နော်ကိုစားလိုက်တဲ့အစားအစာကိုယ့်ရဲ့ဦးလန်းကျောင်းထဲမှာကျမတို့ကောင်းတဲ့ပေါ့နော်ဒီဘက်တီးရီးယားပိုးတွေရှိဖို့ဆိုတာလည်းအရန်နဲ့အရေးကြီးပါတယ်။အစာအိမ်နဲ့ကောင်းသလိုအထက်ထက်မှာကျမတို့ရဲ့ပေါ့နော်ကျန်းမာရေးပံ့ပိုးပေးနိုင်မယ်ဒီပေါ့နော်ကောင်းတဲ့ဘက်တီးရီးယားပိုးတွေကိုပေါက်ခွာစေနိုင်တဲ့ကျမပေါ့နော်နောက်ထပ်ပစ္စည်းတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။အဲ့ဒီပစ္စည်းရဆိုလို့ရှိရင်ကျမတို့ပေါ့နော်လူရဲ့ကျမတို့ပေါ့နော်ယောဂတွေကိုလည်းခုခံနိုင်စွမ်းရှိသလိုကြိုတင်ကာကွယ်ပြီးလည်းတောက်လို့ရတဲ့ပစ္စည်းလေးတစ်ခုဖြစ်ပါတယ်။အဲ့ဒီပစ္စည်းလေးကတော့ကျမတို့ဘာလဲဆိုတော့ကျမတို့လက်တိုဘယ်ကြီးပဲဖြစ်ပါတယ်။အဲ့ဒီလက်တိုဘယ်ကြီးနဲ့ဆိုရင်ကျမပြောပြချင်တာကကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာပေါ့နော်ကျမတို့နော်တက်ရှိစီကပိုးမွားလေးတွေအများကြီးရှိပါတယ်။အဲ့ဒီပိုးမွားထဲမှာကျမတို့ကပေါ့နော်ကောင်းတဲ့ဘက်တီးရီးယားရှိတယ်ကျမတို့မကောင်းတဲ့ဘက်တီးရီးယားပိုးလေးတွေရှိပါတယ်။အဲ့တော့ကျမတို့ပေါ့နော်ဒီအဲ့လူရဲ့ခန္ဓာကိုယ်မှာကျမတို့ပေါ့နော်ကောင်းတဲ့ဘက်တီးရီးယားပိုးလေးတွေကျမတို့များနေမယ်ဆိုရင်ကျန်းမာမယ်မကောင်းတဲ့ဘက်တီးရီးယားပိုးတွေများနေမယ်ဆိုရင်ကျမတို့မကျန်းမာနိုင်ပါဘူးအခုကျမတို့ပေါ့နော်အသက်ရှည်အနာမဲ့ကြောင့်ရေးတယ်ကျမတို့ပေါ့နော် pressure စိတ်သိပ္ပံပညာရှင်ပေါ့နော်ဒီပြောဘာပြောထားလဲဆိုတော့ကျမတို့ဒီလက်တို့ပဲကြီးရဆိုလို့ရှိရင်ကျမတို့ပေါ့နော်ဒီကောင်းတဲ့ပိုးမွားလေးတွေဆိုတော့ကျမတို့ရဲ့လူအသက်ပေါ့နော်ရှည်တာတူတာတိုင်းတာခြင်းဖြစ်ပါလေတဲ့ကျမတို့ခန္ဓာကိုယ်ထဲမှာကောင်းတဲ့ပိုးမွားလေးတွေကများနေမယ်ဆိုလို့ရှိရင်ကျမတို့အသက်ရှိမယ်မကောင်းတဲ့ပုံမွားလေးတွေများနေမယ်ဆိုရင်ကျမတို့အသက်တူမယ်အဲ့တော့အခုလာတဲ့မိတ်ဆွေတွေကအသက်တူချင်သလားအသက်ရှည်ချင်ပါလားအသက်ရှည်ပါဟုတ်ကဲ့အဲ့ဒီလိုအတွက်ကိုအရင်အရေးကြီးတဲ့ဟာပေါ့နော်လူတွေအတွက်တကယ်မရှိဖြစ်လိုအပ်တဲ့ပစ္စည်းကိုကျမတို့အခုကုန်ဒီပေါ့နော်ဒီဘက်ဂရင်းကုန်ကြီးကတကယ်ကိုတေချာပေါ့နော်စူးစမ်းပြီးကျမတို့အရင်စူးစမ်းပန်းစားနဲ့ကျမတို့ပစ္စည်းလေးတစ်ခုကိုကျမတို့ထပ်ထုတ်ထားပါတယ်အခုကျမတို့လူခန္ဓာကိုယ်မှာမကောင်းတဲ့ပေါ့နော်ဘက်တီးရီးယားပိုးတွေတအားများလာပြီဆိုလို့ရှိရင်ကျမတို့ရဲ့ပင်ကိုပေါ့နော်အစာအခြေရင်းဖြစ်တဲ့ protein ဓာတ်တွေဟာကျမတို့အမိုင်နိုအဆစ်နဲ့ဖြိုခွဲသွားလိုက်ပြီးတော့ဟာရဓာတ်တွေဖြစ်လာတယ်အဲ့ဒီလိုမကောင်းတဲ့ဘက်တီးရီးယားပိုးတွေကကောင်းတဲ့ဘက်တီးရီးယားပိုးတွေများနေမယ်ဆိုလို့ရှိရင်ခုနကပြောတဲ့ဒီ protein တွေကို amino acid နဲ့ခြေပြလိုက်တဲ့အခါမှာကျမတို့ကကောင်းကျိုးဖြစ်တဲ့ခုနပြောတဲ့ဒီမစင်ထဲမှာအနက်အသက်ပြည့်စေတဲ့အစိတ်တောက်တွေဖြစ်ကိုပြောင်းလဲသွားတယ်အဲ့ဒီအစိတ်တောက်တွေကကျမတို့လူခန္ဓာကိုယ်ထဲမှာဘာဖြစ်လဲအစာအိမ်ဦးလန်းကြောင်းတွေရောင်နေနောက်ပြီးတော့အနာတွေဖြစ်တယ်ကျမတို့ပေါ့နော်ဥတက်ရောင်နေနောက်ဥထဲမှာဥသိမ်တွေမှာပြီးတယ်အဲ့ဒီဆိုးကျိုးတွေကျမတို့ကြုံရတယ်အဲ့တော့ကျမတို့ပေါ့နော်အခုပေါ့နော်ဘလောက်ပဲအစာဟာအကောင်းအောင်စတာအစာအိမ်ဦးလန်းကြောင်းတွေမှာကောင်းတဲ့ဘက်တီးရီးယားပိုးလေးတွေကျမတို့အများပြားရှိဖို့လိုအပ်တယ်လူတယောက်ကျန်းမာဖို့အတွက်ကိုကျမတို့ဒီဦးလန်းကျောင်းတွေမှာကောင်းတဲ့ဘက်တီးရီးယားပိုးတွေအမြဲတမ်းပေါ့နော်များနေသူကိုပေါက်ဖွားနေဖို့ရှင်သန်နေဖို့ကျမတို့အရင်အရေးကြီးပါတယ်အဲ့တော့အခုကပေါ့နော်လူတွေနဲ့တကယ်မရှင်းဖြစ်လို့တဲ့ကျမတို့တော့ဒီလက်တို့ပဲဒီကျောင်းလေးကိုကျမဆက်ပြီးတော့မျှဝေမှာဖြစ်ပါတယ်အခုပေါ့နော်ဒီခုနပြောတဲ့ကျမတို့လူခန္ဓာကိုယ်ရဲ့အစာရင်ဦးလန်းချောင်းထဲမှာကျမတို့ခုနပြောတဲ့တင်းငယ်တဲ့ဇီဝတက်ရှိတွေအများကြီးကျမတို့ရှိပါတယ်အဲ့ဒီတက်ရှိတွေကဆိုလို့ရှိရင်ကျမတို့လူခန္ဓာကိုယ်ရဲ့ဘယ်ပိုင်းမှာနေလဲကျမတို့စီလန်းချောင်းမှာလည်းရှိတယ်အသက်ရှူလန်းချောင်းမှာလည်းရှိတယ်လူရဲ့အရေးပြားမှာလည်းရှိတယ်လူခန္ဓာကိုယ်တစ်ခုလုံးမှာကျမတို့ဒီဇီဝတက်ရှိတွေကအများအပြားကျမတို့ရှိပါတယ်အဲ့ဒီမှာပေါ့နော်ကျမတို့ဒီခုဒီတက်ရှိလေးတွေကပေါ့နော်ကျမတို့ခုနပြောသလိုဒီလူခန္ဓာကိုယ်မှာကျမပြောသလိုတစ်ဖက်ဖက်ကပေါ့နော်များနေကောင်းတဲ့ဟာများနေလားမကောင်းတဲ့ဟာများနေလားအဲ့ဒီတော့ကျမတို့ခုနခန္ဓာကိုယ်လုံးမှာဇီဝတက်ရှိလေးတွေအများကြီးရှိတဲ့အခါမှာတစ်ခုနဲ့တစ်ခုကျမတို့ပေါ့နော်ချိန်ခွင်ရှာညှိတယ်လို့ကောင်းတဲ့ဘက်တီးရီးယားပိုးနဲ့မကောင်းတဲ့ဘက်တီးရီးယားပိုးလေးတွေတစ်ချင်းချင်းပေါ့နော်တရားတော်ရှင်တန်ပေါက်ဖာပြီးနေထိုင်တဲ့ခြံမှာအချင်းချင်းကျမတို့ဟာမိုနီဖြစ်နေဖို့ရည်ကြီးတယ်
တခုခုကများသားမယ်တခုခုကနေသားမယ်ဆိုရင်ကျမတို့ဒါကျမကြီးကိုအရန်ထိခိုက်နေကြနိုင်ပါတယ်အဲ့တော့ကျမတို့ပေါ့နော်အခုလူတွေခက်များကျမတို့ပေါ့နော်တမန်မှာလူနေမှုစနစ်တွေနေထိုင်စားတောက်တဲ့ခါမှာကျမအစားတောက်မနေညွတ်တာတွေနော်အချိန်မမှန်တာတွေကျမတို့ခက်များလူတွေများပြတ်မှာအခုဘာတွေကြုံရလဲစိတ်ဖြစ်စီမှုတွေကြုံရတယ်ကျမတို့အေးရေးပြတ်တယ်ကြုံရတယ်အဲ့ဒီလိုကြုံလာတဲ့ခါမှာကျမတို့ကဟောနာတယ်ပေါ့နော်ဒီမကောင်းတဲ့ဘက်တီးရီးယားပိုးတွေခန္ဓာကိုယ်မှာပို့ပြီးတော့ရှင်သန်ပေါက်ဖားပြီးတော့ကျမတို့လူရဲ့ကျန်းမာရေးကိုအများအပြားကျမတို့ထိခိုက်လာပါတယ်အဲ့ဒီအချိန်မှာပေါ့နော်ကျမတို့ကနှပြောတယ်ဇီဝသက်ရှိလေးတွေကပေါ့နော်ဒီကောင်းတဲ့ပုံမွားလေးတွေကဥအတွင်းမှာရှိတဲ့ကျမတို့ယောဂဖြစ်စေနိုင်တဲ့ကျမတို့ပေါ့နော်ပြောတယ်ကျမတို့ဒီလိုသက်ရှိလေးတွေအမြဲတမ်းပေါက်ဖွားနေဖို့အတွက်ဆိုကျမတို့ကနော် probiotic ဆိုတဲ့ပစ္စည်းလေးတွေကျမတို့ခန္ဓာကိုယ်တွေမှာအမြဲတမ်းရှိနေဖို့အရေးကြီးတယ်ဒီ probiotic လေးတွေကကျတော့လူခန္ဓာကိုယ်မှာဘာကောင်းလဲဆိုလို့ရှိရင်ကျမပြောတယ်ကောင်းတဲ့ဘက်တီးရီးယားပိုးလေးတွေရှင်သန်ပေါက်ဖွားမှုတို့အားပေးတယ်နောက်ပြီးကြတော့ပေါ့နော်ဒီဥလန်းချောင်းထဲမှာရှိတဲ့ကျမတို့ပေါ့နော်ပြောတယ်ဒီယောဂဖြစ်စေနိုင်တဲ့ပုံမွားလေးတွေကိုဖယ်ရှားပေးတယ်။နောက်ပြီးကျတော့ဦးလန်းကျောင်းရဲ့ခန္ဓာရည်ကိုတိုးတက်စေပြီးတော့ကျမတို့ပေါ့နော်ကင်ဆာဖြစ်နိုင်ခြေတွေလည်းလျှော့ချပေးတယ်။အဲ့ဒီအတွက်အဲ့ဒီလိုပေါ့နော်အန်နီရည်တွေကိုကင်းလို့